ကာသမယမှာဖြင့်မျိုးသမီးဖြစ်တယ်ငါတို့ကနေပြီးဆရာတော်ဘုရားထံမှတရားတောင်းဆရာတော်ဘုရားထံမှတရားတောင်းမှာဖြစ်ပါတယ်ထို့အတွက်ကြောင့်ဆရာတော်ဘုရားဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဤကိုကြည်ညိုတတ်တာပွားများကြဖို့ရာကျိုးမြော်၍အတိပေးနှိုးတော်တယ်မှုပြုအပ်ပါတယ်ခင်ဗျာရွှေကံရွာမလဲသာစံပြဓမ္မရိကဥဝိမလာတိစေယဤမြို့ဤရွာတရားဝေဒနာအခေလာရတပည့်တွေမှာအများသူငါတရားယူကအမားယူကဝိဇ္ဇာမဖုံးရအောင်ဝိဇ္ဇာမျက်လုံးဖွင့်ပြီးတော်မူပါဘဝဘဝကဘာစာဖို့တန်ရလာဇန်တည်းကမိန်မလိုက်စားရတဲ့တတဝါဒီမှာမရလီရာဓမ္မဣသရာဩဝေလာဝေဘီဗျာဒီတနာစီဖြင့်တိုက်ကြွေတော်မူပါအမိုက်စီရီခွေဝေနောက်တာကြောင့်မိမိအောက်ကမထွက်နိုင်ရပါယနေ့ရောက်ပါလက်မှန်ကြကရှင်ဘုရားဟုဘုမြင်ရသမှုဥဒေသာပါလို့အမားရီပြောက်စရာအထူးဘဝကြွပါလို့တရားရည်တော့မှာလူများဝင်းနေအမားရီမဆောင်ရတရားကျွေမောင်းပြင်းကာညောင်းတော်မူပါဥဝေဘုံလာဒေဇယဥဝေဘုံလာဒေဇယဝေနေယမဇယမဝေယတရားရေတိုက်ကြွေတော်မူပါသာဓုသာဓုသာဓုပါဗျာအလုံးသောသူတော်ကောင်းများသီလလည်းဆောက်တည်ပြီးသွားပြီတရားလည်းတောင်းပြီးသွားပြီအဲ့တော့တရားတောင်းတဲ့အခါမှာခုနကယဟန်အမကြီးဖြစ်တဲ့တော်အုံးမေကဝိဇာခအကြောင်းအမကြီးအကြောင်းဟောပေးပါလို့လျှောက်သွားသေးတယ်နော်အခုတရားတောင်းတဲ့အလားမျိုးသမီးကလည်းဥဝေဘုံလာထေဆရာတော်သေးတာပေါ့ဗုဒ္ဓဦးချင်းချင်းလွယ်လို့ဟုတ်လားနော်ဘုန်းကြီးကဥဝိမလတရားတောင်းတာကဥဝေဘုံလာဟာကဲထားတော့နော်အဲ့တော့ဝိသခအကြောင်းမကြီးအကြောင်းဟောရင်တော့ပြိဿကြီးမိုးလင်းသွားမယ်ဟုတ်လားအဲ့တော့ဒီနေ့ဘုန်းကြီးတို့ကြိုတင်စီမံစိတ်ကူးထားတဲ့တရားဓမ္မနဲ့ဒီနေ့ပြုတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်အလှကြီးမပေးခင်မှာအလုံးသောသူတော်ကောင်းတွေလှူတဲ့တန်းတဲ့နေရာမှာစိတ်ထားလေးတွေတက်ပြီးတော့မိမိတို့လုပ်ငန်းရဲ့ပေါ်မှာတန်ဖိုးထားတတ်ဖို့ဒီနေ့အကျိုးတရားဟောကြနာကြကုသိုလ်ယူကြမှာဖြစ်တယ်။ရာဇီဥရုအနေအချင်းလည်းပဲဆောင်းရာဇီဆိုတော့ဒါရာဇီဥရုလည်းအေးတယ်ပေါ်လေးနောက်ပြီးတော့အလုံးသိကြတဲ့အတိုင်းပဲမိုးချုပ်သွားရင်သိပြီးတော့ရာဇီဥရုကမကောင်းညင်ဘူးပေါ့။အဲ့တော့ဒုတိယကောင်းတဲ့အတွက်ဘုန်းကြီးတို့တို့ချင်းချင်းနဲ့လူရင်ဟောပြပြီးတော့အလုံးသောသူတော်ကောင်းတွေအတွက်ဓမ္မလက်ဆောင်ပေးပါမယ်တရားပွဲကြီးစကြရအောင်ယနေ့ဗုဒ္ဓမြတ်စွာသာသနာတော်နှစ်2569နှစ်
လူတော်တွဲစေကောဇာတက္ကတဲ့1389ခုနှစ်နရောလာဇန်9ရက်နေ့ညချမ်းအချိန်သခိုင်းတိုင်းဒေသကြီးအရာတော်သခိုင်းတိုင်းဒေသကြီးမြင်းမှုမျိုးနယ်ကံ30ကြီးရွာနှစ်ဖက်မိဘများဖြစ်ကြသောဦးဖုံးကျော်တော်စန်းရီဦးမိုးညိုတော်သန်းနှစ်ဖက်မိဘများနှင့်ဦးကြီးဦးလေးတော်လေးဖြစ်တဲ့ဦးကျော်သန်းတော်အောင်မေနှစ်ဖက်မိဘများနဲ့ဦးကြီးအတော်တို့ကိုအမှုထားလျက်ယဟန်အလုဒာယကဦးကျော်နိုင်ယဟန်အလုဒာယကာမတော်ကျူကျူအေးဥရဗုဒ္ဓသာလှယရဏမောင်စီဖြိုးဝေသမီလှယရဏမတ်သွန်ယတိနိုင်မိသားစုအပေါင်းသူတော်ကောင်းတို့ကတန်လျင်မြို့သီရကုဗုဒ္ဓတက္ကသိုလ်အရှင်နန္ဒက BA အရှင်သူမြတ်အားပုဏ္ဏပသံဗရကန္ထမင်္ဂလာသာလယရဏတူယရဏတို့ကိုရှေးဖျားပရိက္ခရာဇောလင်စွာဖြင့်သာမဏေရပပိစ္ဆာဘုံရောက်ချီးမြှောက်ခြင်းသာသနာနုဂဟကုသိုလ်မင်္ဂလာသမီလယရဏမတ်သွန်ယတိနိုင်နှင့်တကွဒုမယရဏတို့ကိုကန္နာဝေဒနာအသွားမြဖြင့်မြတ်နာသမင်္ဂလာဆင်ရင်ကျင့်ပါရဝဲအကျိုးဓမ္မသဘင်ပူဇော်ပွဲ၌ဟောကြားအပ်သောသူတော်ကောင်းလမ်းစဉ်တရားတော်ပြိဿရေပါလမ်းစဉ်နဲ့လဲသူတော်ကောင်းလမ်းစဉ်လို့အမည်ပေးထားတဲ့ဒီတရားတော်ကိုအလုံးသောသူတော်ကောင်းတွေဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်လေးသိင်ခြင်းနဲ့ကဘာတသိန်းပါရမီတော်တွေကိုဖြည့်ကျင့်တော်မူခဲ့တဲ့အတွေ့နောက်ဆုံးဘဝမှာလူမင်းနာမည်မြမမင်းနေတဲ့မှာဘယ်သူနဲ့မှမတူညီနိုင်အောင်လက္ခဏာတော်ကြီးငယ်အသွဲသွဲဖြင့်ထင်တယ်တော်မူသောဘုရားရှင်ကိုရောမြတ်ရဲ့ရူပကာယပူဇာလို့ခေါ်တဲ့ပါရမီတော်တွေကြောင့်ရရှိလာတဲ့တင့်တဲ့တပ်ပေတော်မူတဲ့ဘုရားရဲ့ဂုဏ်တော်တွေကိုအာယုံပြုပြီးတော့တရားပွဲစတင်ဖွင့်လှစ်ပါမယ်အလုံးသောသူတော်ကောင်းများဘုရားရဲ့လေးသိင်ခြင်းနဲ့ကဘာတသိန်းပါရမီတော်တွေဖြည့်ကျင့်နေတဲ့ကုသိုလ်စွမ်းအားအဲ့ဒီကုသိုလ်စွမ်းအားတွေကြောင့်ရလာတဲ့ပြည့်စုံသောမူပုံတွေကိုအာယုံယူပြီးတော့ညီညွတ်သရာပွားများကြပါသူတော်ကောင်းတို့ဘေစီမံဖလဒါနေနာဘဟုံပစိတပါရမီယသဝေသံသုမပင်တိကေနာပိအသမန္တမံဘဟုံဤ၍ဤမြကနံချ၍မယာနိုင်ကြီးအတိုင်းမရှိရလေအောင်ပစိတပါရမီလေးသိင်ချေကိင်္ဂတသိင်္ဂထိန်သိင်စုဆောင်ပါရမီတော်အပေါင်းတို့သည်ပေစီမံဖလာဒါနေနာဖြစ်ပြပံခါသံသရာဝဲခန္ဓာကိုယ်အရေးအဆုံးစွန်အကျိုးပေးသောအနေအဖြင့်ယသဘဂဝတောအကျင့်ရွှေဖုံးတော်သခင်ရှင်တော်မြတ်ဖရာဤဝေသံရွှေမျက်နှာတော်လက်ချေတော်နှင့်ကိုရောသနာဘောအထင်ဘောအသွင်အပြင်တော်ကိုကေနာဘီလူမဲနမင်းမြမမင်းဝယ်မိသူတဝုတယောက်နှင့်မြာအသမံလက္ခဏာတော်ကြီးငယ်အသွဲသွဲဖြင့်ဘယ်ဝဲတိုင်းတာမနိုင်သာသည်ဖြစ်၍သမံတကူတော်လုံးရွှေတုံးရွှေနှင့်သဗ္ဗုရသေငေနာရဏိမြသာကီဝင်သွေးအရင်ကြီးဆုံးဖြစ်ရလျောင်းသူမပင်တိတသက်နေဝွန်ထွန်သည်လာဆံပွင့်သည်ပန်းသို့ဆံအဖုံဖုံစခန်းဆုံးအောင်စွမ်းကုံဖန်ဆင်းလိုက်ကြလေပြီဒါရိတရူပသမ္မာနာတို့ကဲ့သို့လေးသိင်ခြင်းနဲ့ကဘာတသိင်ဖြစ်ခြင်းတော်မူခဲ့တဲ့ပါရမီအစွမ်းကြောင့်တလောကလုံးအမြတ်ဆုံးဖြစ်သောရူပကာယတော်နှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားကို
မယံဖယားတပြေတော်မတို့သည်ဩနေဝနာမကိုယ်နှုတ်နှလုံးသုံးပါးပြောင်းပြောမှန်ကိုလျှော်၍ကရောမြတ်နိုးလက်အုပ်မိုးကရှိခိုးဥညိုကြပါကုန်၏မြတ်စွာဘုရားအဲ့တော့ပါရမီတော်အစွမ်းကြောင့်တလောကလုံးမှာအတင့်တယ်ဆုံးသောအရူပကာယနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားအဲ့ဒီမြတ်စွာဘုရားကိုကြီးညိုလိုက်ခြင်းအပြင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဖြည့်ကျင့်စည်းပူးတော်မူခဲ့တဲ့ပါရမီစွမ်းအားတွေကိုအာယုံယူပြီးတော့ဒုသတော်ကောင်းတွေဘုရားရှင်ကိုပူဇော်ကြရမှာဖြစ်ပါတယ်။ဒါကြောင့်ရှေးရှေးသောသူတော်ကောင်းကြီးတွေကပြောတယ်ဘုရားရှင်ရဲ့အကြောင်းကိုများများသိရင်ဘုရားကိုများများကြီးညိုတယ်တဲ့ဘုရားရှင်ရဲ့အကြောင်းများများသိရင်ဘုရားကိုဘာဖြစ်တာလဲများများကြီးညိုတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားရှင်ကတလောကလုံးအတွက်သူတစ်ပါးတဲ့အပင်ပန်းခံပြီးတော့ပါရမီတော်တွေကိုဖြည့်ကျင့်ခဲ့တာနောက်ဆုံးပါရမီဖြည့်လို့သိတ္တရမင်းသားဘဝရောက်တော်လည်းပဲနန်းတော်ကြီးဆွန့်ခွာရသောတရာနဲ့တကွသားတော်လေးရာဟုလာဆွန့်ခွာဌိနံစည်းစိမ်ယာတုအာနာတွေအကုန်လုံးဆွန့်ခွာပြီးတော့လောကကောင်းကျိုးအတွက်တောတဲ့တောင်ထဲမှာပြိဿရဲ့ဒုက္ခရစရိယာလို့ခေါ်တဲ့အမတန်မှပင်ပန်းဆင်းရဲတဲ့အကျင့်ကို6နှစ်ကြာကျင့်ပြီးမှဘုရားရဲ့လို့ဖြစ်လာတာအဲ့တော့ဗုဒ္ဓရဲ့ကျင့်တော်မူခဲ့တဲ့ဖြည့်ကျင့်တော်မူခဲ့တဲ့ပါရမီတော်ဂုဏ်တွေတရားအားထုတ်တော်မူခဲ့တဲ့ဗราဏစရိယဂုဏ်တွေအဲ့ဒီဂုဏ်တော်တွေကိုများများသိရင်များများကြီးညိုတယ်ပြိဿရဲ့များများသိရင်များများဘာဖြစ်လဲကြီးညိုတဲ့ဒါကြောင့်ဘုရားရဲ့အကြောင်းကိုဒုသတော်ကောင်းနေများများသိအောင်လုပ်ဖို့မလိုဘူးလားလိုတယ်အဲတော့မြတ်စွာဘုရားဟာပါရမီတော်ဂုဏ်တွေကြောင့်တလောကလုံးမှာအတူမရှိတဲ့ဟလားသိတ္တရမင်းသားဘဝနဲ့နန်းတော်ထဲမှာ29နှစ်ကြာလောကီသီးတွေခံစားပြီးတော့အဲ့ဒီလောကကထွက်မြောက်ကြောင်းဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ကြောင်းတရားကိုရှာမယ်ဆိုပြီးတော့ဥရဝေလာတောထဲမှာတရားအထုတ်တာ6နှစ်ပြိဿဘယ်နှစ်လဲ6နှစ်အဲ့တော့ဘုရားရှင်ကိုရောမြတ်ရဲ့လမ်းစဉ်တွေကိုကြည့်ပြီးတော့ဒုသတော်ကောင်းနေဒီနေ့နော်အလှတကားကြီးရန်အလှဒါယကာကြီးဥကျော်သန့်တော်အုံးမေတို့ရန်အလှဒါယကာကြီးဥကျော်နိုင်တော်ကျူကျူအေးတို့မိသားစုအဲ့ဒါဗုဒ္ဓဘုရားရှင်ဖြည့်ကျင့်တော်မူခဲ့တဲ့လမ်းစဉ်ကိုဒီနေ့ဒုသတော်ကောင်းနေလိုက်ရမှာဖြစ်တဲ့အတွက်ဘုရားရဲ့လမ်းစဉ်သည်သူတော်ကောင်းလမ်းစဉ်ဘုရားရဲ့လမ်းစဉ်ကဘယ်စုလမ်းစဉ်လဲသူတော်ကောင်းလမ်းစဉ်အဲ့ဒီသူတော်ကောင်းလမ်းစဉ်ကိုမိမိတို့ယနေ့ပြုလုပ်ကြတော့မယ်ဆိုတော့ဒါလေးကိုဒုသတော်ကောင်းနေကြိုသိထားဖို့အဲ့တော့ဟိတဝါကာမေပပသိင်သူတန်တောကံဗိဒစိန်တကာဒေတောမေပိနုသိခဝောပပေစိတာသူပေသလာတန်တောဘုရားပစ္စေကဗုဒ္ဓယဟန္တာနှင့်အရိယာနွယ်လောင်ရှိရှိကသူတော်ကောင်းကြီးတို့သည်ကံမိရစိန်တကာတွေ့ကြုံသမျှမုကိစ္စဝေဣဇာတာ၌ဉာဏ်မြင်ဆိုင်အောင်လိုက်လိုက်လဲလဲစိတ်တော်ဆွဲ၍နေနေတဲ့ဓသဘောကိုနင်တော်စွာဆင်ခြင်းအကြံကောင်းဝင်တော်မူကြကုန်လျက်ကာမေရှိကစီမံကုသိုလ်ကံတို့ရှိကပြုပံကုသိုလ်ကံတို့စီမံထောက်မှလက်ရောက်ရာသာမြာလာနီးသွဲကြီးကြီးငယ်ဟုနီးနွယ်ရောရှုကိုရောတို့ပိုင်သားတဲ့ကာမဝတ္ထုအစုစုတို့ကိုဣဒဝံငါတို့ပိုင်ညာဤကာမတရားတို့သည်အမြာရကနဲ့ဆက်ဆံဘေးတွေကဝိုင်းရန်ယံသူတွေကအလွန်များကြောက်လန့်ပွဲတွေဘာတကားဟုကြောက်ဝါတော်ညံကျွဲလွတ်လွတ်ကြီးစွန့်ပဲတော်မူကြကုန်ပြီ၍
ဘာပဲသိသူကရဝသသံဘာရာဟုကိစ္စမြားမြောင်းလူတို့ပေါင်းမှလွတ်အောင်ကျုံလျက်ယုံကံထွက်၍နှစ်သက်ရွှင်လန်းရှင်ယဟန်ပြုတော်မူခဲ့ကြလေကုန်သတည်းတို့တော်ကောင်းနေတန်တော်မြတ်စွာဘုရားဘေဇေကဗုဒ္ဓယဟန္တာအရိယာနွယ်လောင်းရှိကသူတော်ကောင်းကြီးတွေကတို့သူတော်ကောင်းကြီးတွေလိုပဲလောကရဲ့အလယ်မှာနေထိုင်သွားလာရင်းနဲ့လောကရဲ့အတွေ့အကြုံတွေကိုတွေ့လာပြီဆိုရင်ကျန်တဲ့ဘုန်းကြီးတို့လိုသူတော်ကောင်းတွေဘုန်းကြီးတို့လိုတို့တရားဓမ္မတို့လိုကျန်တဲ့ပုဂ္ဂိုလ်တွေကတော့တွေ့ကြုံလာတဲ့လောကရဲ့ဓမ္မတွေအပေါ်မှာတွေ့ကြုံကာမျှပဲဒါကြော်သွားကြတာဘုရားလောင်းသူတော်ကောင်းကြီးတွေကြတော့အဲ့ဒီလိုမဟုတ်ဘူးတဲ့လောကမှာလောကရန်တရား၈ပါးရှိတယ်အဲ့ဒီလောကရန်တရား၈ပါးနဲ့တွေ့ကြုံတဲ့အခါမှာပဲဖြစ်ဖြစ်လောကရဲ့အကြောင်းအရာတွေကိုရှုမြင်တဲ့အခါမှာပဲဖြစ်ဖြစ်ကံဗီရစိတ်တကနဲ့နဲကြံစီပြီးတော့ကံဗီရစိတ်တကတွေ့ကြုံသမျှမုတ်ကိစ္စဝဲဧဇာတ၌ညာမြင်ဆိုင်အောင်လိုက်လဲစိတ်တော်ဆွဲ၍နေတဲ့သဘောကိုနင်နောစွာဆင်ញင်အကြံကောင်းဝင်တော်မူကြကုန်လျက်ဘုရားလောင်းနေပိစိကဗုဒ္ဓအလောင်းနေယန္နာရှင်သူမြတ်တည်းရဲ့အလောင်းနေအဲ့လိုသူတော်ကောင်းတွေဟာတဲ့လောကရဲ့အတွေ့အကြုံပေါ်မှာတန်ဝေကယူတယ်တဲ့ပြိဿရေဘာယူတာတဲ့ဒီနေရာမှာဘာကိုထုတ်ပြလဲဆိုတော့ဘုန်းကြီးတို့ဇတ်ကြီးဆယ်ပွဲထဲမှာမဟာစနကဇတ်ဆိုတာပါတယ်အဲ့တော့မဟာစနကမင်းကြီးတနေ့ကျနန်းတော်ကနေထွက်ပြီးတော့ဥယျာဉ်ထဲကိုပျော်ပွဲစားထွက်တာအဲ့လိုဥယျာဉ်ထဲကိုပျော်ပွဲစားထွက်တော့ဥယျာဉ်ရဲ့အဝင်ဝမှာသရက်ပင်ကြီးနှစ်ပင်ပြိဿရေဘာပင်ကြီးနှစ်ပင်တပင်ကအသီးတွေဝေစားသားနဲ့တပင်ကတော့အသီးမသီးဘူးအလားအသီးမသီးတဲ့အပင်ကတပင်အသီးသီးတဲ့တပင်အသေးပင်ကတပင်အဲ့ဒီလိုနဲ့မာသနကမင်းကြီးဥယျာဉ်တော်တဲ့ဆင်စည်းပြီးတော့ဝင်လာတော့အဲ့ဒီမှာအသီးသီးတဲ့သရက်ပင်အောက်မှာမင်္ဂလာဆင်တော်ကိုရက်အဲ့ဒီသရက်ပင်ကနေသရက်သီးတစ်ခိုင်နှစ်ခိုင်လောက်ကိုခိုးပြီးတော့ဥယျာဉ်ရဲ့အလေကြမှာပျော်ပွဲသားဆက်တော့မယ်ဆိုပြီးတော့အဲ့ဒီသရက်သီးတစ်ခိုင်နှစ်ခိုင်ဆွတ်ပြီးတော့ဝင်သွားတာရှင်ဘုရင်ခိုးပြီးပြီဆိုတော့နောက်ကပါလာတဲ့အိမ်ရှင်မင်းတို့မူကြီးမရသေနာပတိတို့မိဖုရားခေါင်ကြီးတို့နောက်ပါနောက်သားတွေကအဲ့ဒီသရက်ပင်ရဲ့အသီးတွေကိုအကုန်လုံးဟိုလူကတစ်လုံးစွတ်ဒီလူကတစ်လုံးစွတ်နောက်ဆုံးလက်လန်းမမီတဲ့အခါကျတော့ခဲတွေနဲ့ပေါက်ဒုတ်တွေနဲ့ရိုက်အဲ့ဒီသရက်ပင်ကြီးကခဏအတွင်းမှာပဲအလားခိုင်းနေကျိုးအရွက်တွေကျွေးပြီးတော့ကြည့်လို့ရှုလို့သိပ်ပြီးတော့မကောင်းတော့အောင်ပျက်စီးသွားတာဟိုအသိမသိတဲ့သရက်ပင်ကြီးကတော့ထီထီမာမာနဲ့ဟလားမြစိမ့်တောင်ကြီးလိုပဲတဲ့အင်မတန်မှတင့်တယ်စွာနဲ့သူကတော့အဆွတ်မခံရဘူးဆိုတော့ငကိုအတိုင်ပဲတဲ့အဲ့ဒီသရက်ပင်ကတော့ပုံမပြတ်ဘူးပေါ့အဲ့ဒီလိုနဲ့မဟာသနကမင်းကြီးတနေ့ကုန်နန်းတော်ထဲမှာပျော်ပွဲစားနန်းတော်ကနေဥယျာဉ်ထဲမှာပျော်ပွဲစားဥယျာဉ်ကနေပြန်ထွက်လာတဲ့အခါကျတော့ကြည်စမ်းနဲ့အသီးသီးတဲ့သရက်ပင်အသီးမသီးတဲ့သရက်ပင်အပင်နှစ်ပင်ကိုကြည့်ပြီးတော့စိတ်ထဲမှာတန်ဝေကရတယ်ပြိဿစိတ်ထဲမှာပါရကြည်သန်းနဲ့အသီးသီးတဲ့သရက်ပင်ဟာအသီးဆိုတဲ့အကြောင်းကြောင့်အပင်ကြီးနှိမ့်ဆက်ခံရတယ်ဖြည့်ဆည်းခံရတယ်အသီးမသီးတဲ့သရက်ပင်ကတော့ပုံမှန်တိုင်းပဲတဲ့ဘယ်သူမှဖြည့်ဆည်းမဲ့လူမရှိဘူး
အဲ့တော့သူကဘာနဲ့သွားတွေးလဲဆိုတော့ငါတို့ရဲ့ရှင်ဘရင်ဘဝဟာအသီးသီးတဲ့တရက်ပင်နဲ့တူတယ်အသီးသီးတဲ့တရက်ပင်မှာဘေးတွေရန်တွေအန္တရာယ်တွေများသလိုရှင်ဘရင်ဘဝဆိုတာလည်းပဲအလားရှင်ဘရင်စီးစိမ်ကြောင့်ဟိုလူကလိုချင်ဒီလူကလိုချင်အန္တရာယ်တွေသိမ့်များတယ်အသိမသိတဲ့တရားပင်ကတော့ယဟန်ဘဝနဲ့တူတယ်တဲ့အသိမသိတဲ့တရားပင်ကဘာနဲ့တူလဲယဟန်ဘဝဆိုတာဘာမှပိုင်ဆိုင်မှုမရှိဘူးတဲ့အဲ့လိုပိုင်ဆိုင်မှုမရှိတဲ့အခါကျတော့နှိမ့်ဆက်မဲ့ပုဂ္ဂိုလ်မရှိဘူးအဲ့ဒီတော့အင်မတန်မှအန္တရာယ်များတဲ့မင်းစည်းစိမ်ကိုစွန့်ပြီးတော့အန္တရာယ်မရှိတဲ့ယဟန်ဘဝကိုငါရောက်အောင်သွားမယ်ဆိုပြီးတော့မာသနကမင်းကြီးဥယျာဉ်ကနေပြန်နန်းတော်တွေကိုရောက်နန်းတော်ရဲ့ရောက်တဲ့အခါမှာဖြင့်အဲ့ဒီနန်းတော်ထက်မှာပဲကိုကောင်းကသပင်ကိုပဲဈေးတွေကပရိက္ခယာဝယ်ခိုင်းပြီးတော့နန်းတော်ထဲမှာပဲယဟန်ပြုတယ်တဲ့ပြိဿရဲ့နန်းတော်ထက်မှာပဲဘာဖြစ်လဲယဟန်ပြုတယ်အဲ့ဒီမှာသီဝလိဒေဝီအမှုပြုတဲ့နန်းတော်စုနန်းတော်သားတွေတနန်းတွင်လုံးအကုန်လုံးလိုက်ပြီးတော့တောင်းပန်တာသို့တော်လည်းပဲမာသနကမင်းကြီးကပြန်လှည့်မကြည့်ပဲနဲ့အဲ့ဒါအကုန်လုံးကိုစွန့်ပြီးတော့တောထွက်သွားတာဒါကြောင့်တန်တော်ဖေယပစ္စေကဗုဒ္ဓယဟန္တာနှင့်အရိယာနွယ်လောင်ရှိရှိကသူတော်ကောင်းတို့သည်ကံမီရစိန်တကာတွေ့ကြုံသမျှမှုကိစ္စဝဲဧဇာတ၌ဉာဏ်မြင်ဆိုင်အောင်လိုက်လိုက်လဲလဲစိတ်တော်ဆွဲ၍နဲတဲ့တသဘောကိုနင်နောစွာဆင်းခြင်းအကြံကောင်းဝင်တော်မူကြကုန်သည်ဖြစ်၍ကာမေရှိကပြုပံကုသိုလ်ကံတို့စီမံထောင်းမှလက်ရောက်ရသာမြာလာနီးသွဲကြီးကြီးငယ်ဟုနှီးနွယ်ရောရှုကိုတော်တို့ပိုင်သားတဲ့ကာမဝတ္ထုအဆူဆူတို့ကိုဟိတဝါငါတို့ပိုင်ညာကာမတရားတို့သည်အများတကာနဲ့ဆက်ဆံဒိဋ္ဌိရေတို့တော်ကောင်းတွေပိုင်ဆိုင်ထားတဲ့စီဝဥစ္စာဆိုတာရန်သူမျိုး၅ပါးနဲ့ဆက်ဆံပြီးတော့နေတယ်တဲ့ရေကြောင့်လည်းပျက်စီးနိုင်တယ်မီးကြောင့်လည်းပျက်စီးနိုင်တယ်သခိုးဓမြကြောင့်လည်းပျက်စီးနိုင်တယ်မင်းဆိုးရသာတွေကြောင့်လည်းပျက်စီးနိုင်တယ်မွေခံသားဆိုးသမီးဆိုးတွေကြောင့်လည်းပျက်စီးနိုင်တယ်ဒါကြောင့်အများတကာနဲ့ဆက်ဆံဘေးတွေကဝိုင်းရန်သူတွေကအလွန်များကြောက်လန့်ဖွယ်တွေပါတကားဟုကြောင့်ဝါတော်ညံကျွဲလွတ်လွတ်ကြီးစွန့်ပဲတော်မူကြကုန်ပြီ၍ပဗေသိသုကရဝသသံဘာရဟုကိစ္စများမြောင်လူတို့ပေါင်းမှလွတ်အောင်ယုံထွဲလွတ်အောင်ကျုံးလျက်ယုံကံထွက်၍နှစ်သက်ရွှင်လန်းရှင်ယဟန်ပြုတော်မူခဲ့ကြလေကုန်မည်ရှိရှိသောဘုရားအလောင်းနေရှိရှိသောပစ္စေကဗုဒ္ဓအလောင်းနေရှိရှိသောယဟန္တာလောင်းတော်ကောင်းကြီးတွေဟာမိမိတို့ပိုင်ဆိုင်လာတဲ့ဇီဝဥစ္စာတွေရဲ့အပေါ်မှာအပြစ်မြင်ပြီးတော့အဲ့ဒီဇီဝဥစ္စာတွေကိုစွန့်ပြီးတော့သာသနာပေါင်းဝင်ရောက်တာဒါကြောင့်ဒုံမေပိနေကမ္မရာကောင်းမြတ်သောသာနာကိန်းအောင်သင်သူတော်ကောင်းတို့သည်လည်းပဲဗဗေတိတာရှင်ယဟန်ပြုကြပြီး၍ဒါမနဖန်ဆိုလို့ရှိရင်နောက်ဒီနေ့ညနေမှာယဟန်တော်အရှင်နန္ဒကသိက္ခာတမင်္ဂလာသာသနာအလားသာသနာတွင်မှာသိက္ခာတမင်္ဂလာကုသိုလ်တွေပြုခဲ့ကြပြီမနဖန်ဆိုလို့ချင်းသာယရဏတူယရဏလေးတွေကိုသာသနာပေါင်းကိုသွင်းတော်မယ်ဒုံမေပိနေကမ္မရသနာကိန်းအောင်သင်တော်ကောင်းတို့သည်လည်းပဲပဗေစီတာကိလေသာမကိုတွင်ရန်ကိုတွန်းလှန်ဖြိုခွင်းအောင်တခင်း၍ဘောရိပကိယအောင်တခင်း၍အရဟတဗုဒ္ဓဟူသောအောင်ခြင်းပိသိရင်လိုတဲ့စိတ်ဖြင့်ပရိက္ခရာရှစ်ပုံသာသနာဝဇုံကိုယုံစင်မြန်ဖရာသာသနာအောင်မြေနန်းဝဲမိမိတို့ရဲ့သာယရဏမိမိတို့ရဲ့တူယရဏ
သာသနာပေါင်းရောက်ယဟန်အဖြစ်သွတ်သွင်းတယ်ရှင်သာမဏေအဖြစ်သွတ်သွင်းတယ်အလုံးသောသူတော်ကောင်းတွေလည်းပဲလူဘုံလူလောကကိုစွန့်ခွာပြီးတော့သာသနာပေါင်းဝင်ရောက်တယ်ဆိုတာကိလေသာမှကိုတွင်ရန်ကိုတွန်းလှန်ဖြိုခွင်းဘောဓိပက္ခိယအောင်တတ်ခင်း၍အရဟတဗောဓိဟုသောအောင်ခြင်းပိဋိရင်လိုတဲ့စိတ်ဖြင့်ပရိက္ခရာရှေပုံသာသနာဝဇ္ဇောကိုယုံစင်မြန်းဖယားသာသနာအောင်မြေနံဝဲအောင်ကွန်သံထောင်နတ်မြမတို့သုံးငိမ့်တန်ဆက်လျှောက်ရှင်ယံအဖြစ်သို့ရောက်ခဲ့ကြလေကုန်မည်ဒါယဟန်တော်ရှင်နန္ဒကယဟန်ဘဝရောက်သွားပြီမနဗံဆိုရင်သာယရဏတူယရဏလေးတွေသာသနာပေါင်းရောက်သွားပြီအဲ့လိုသာသနာပေါင်းရောက်သွားတာကိုတဲ့ဘုန်းကြီးတို့လူတွေအမြင်နဲ့အိုးအထက်ကနတ်မြမာတွေအမြင်နဲ့ကြွားချပုံလေးကိုဘုန်းကြီးတို့ဒေဝဒုဒသုတ်တံမှာမြတ်စွာဘုရားဟောခဲ့တယ်လူတွေကတော့သာသနာပေါင်းဝင်ရောက်သွားတယ်ဆိုရင်ကရုံရိပ်ရင်ကရုံရိပ်တာပဲမြင်မယ်သင်္ကန်းဝတ်ရင်သင်္ကန်းဝတ်တာပဲမြင်မယ်ကရဏဂုံသီလဆောက်တည်မယ်ယဟန်ဆိုလို့ချင်းသိမ့်ထဲမှာဝင်ပြီးတော့ညကမ္မဝါစာနဲ့ကမ္မဝါစာတွေဖတ်မယ်အဲ့ဒါကိုလူတွေကတော့အပေါ်ယံအမြင်လောက်ပဲမြင်တာသို့သောနတ်မြမာတွေကအဲ့ဒီလိုသာသနာပေါင်းကိုတဲ့ဝင်ရောက်လာလို့ရှိရင်နတ်မြမာတွေမြင်တဲ့အမြင်နဲ့နတ်မြမာတွေကြွေးကြော်နည်းတွေကိုမြတ်စွာဘုရားကဒေဝဒုတသုတ်တံဣတိယပါဠိတော်မှာမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့တော့ပပ္ပစိတာတုံမေပိသင်သူတော်ကောင်းတို့သည်လည်းပဲပပ္ပစိတာရှင်ယဟန်ပြုခဲ့ကြလေကုန်မည်ပပ္ပစိတာကိလေသာမှန်ကိုတွင်ကြံကိုတွန်းလှန်ဖြိုခွင်းဘောဓိပက္ခိယအောင်တခင်း၍အရဟတဗောဓိဟုသောအောင်ခြင်းပိဋိရင်လိုတဲ့စိတ်ဖြင့်ပရိက္ခရာရှေပုံသာသနာဝဇ္ဇောကိုဝယုံစင်မြတ်ဘုရားသာသနာအောင်မြေနံဝဲအောင်ခွန်တန်တို့နတ်မြမာတို့သုံးကြိမ်တိုင်ဆက်လျှောက်ရှင်ယဟန်အဖြစ်သို့ကောင်းစွာမသွေရောက်တော်မူခဲ့ကြလေကုန်မည်တကားရှိရှိသောသူတော်ကောင်းကြီးတွေလည်းပဲတဲ့ဒေါကိစည်းစိမ်တွေကိုစွန့်ပြီးတော့ရှင်ယဟန်ပြုခဲ့ကြသလိုအခုဘုရားသာသနာတွင်မှာလူဖြစ်လာကြတဲ့အလုံးသောသူတော်ကောင်းတွေကလည်းပဲဘုရားသာသနာတော်ကြီးမကွယ်ဖောက်အောင်ဆိုပြီးတော့ယဟန်ခံကြရှင်ပြုကြယဟန်တကယဟန်မှဟလာခံယူပြီးတော့သာသနာတော်ကိုပစ္စည်းလေးပါးနဲ့ထောက်ပံ့ကြတာအဲ့တော့ရှင်ပြုပွဲယဟန်ခံပွဲတစ်ခုခုကျုံလာပြီဆိုလို့ရှိရင်လူတွေအမြင်နဲ့နတ်တွေအမြင်ကွာခြားပုံလေးကိုဘုန်းကြီးတို့ပြောပြမယ်တယောမေဘေကဝေဒေဝေတုဒေဝသတ္တနိစ္စရန္တိသမယသမယံဥပါရာယဘေကဝေပြေသလေးပါးခြေသားခြေသမီးတို့ဘေကဝေသန္တရာခရီးထွန်းမြောက်နေကိုရှာမိကြညာခြေသားခြေသမီးတို့သမယမျောလင်းတဲ့အချိန်ကားမှသမယံပြည့်စုံလာတဲ့အချိန်ကိုဥပါရယထောက်ဆ၍ဒေဝေသူအထက်ကောင်းကင်နတ်မြမပြည်တော်၌ဒေဝသတ္တနတ်တရဝမ်းမြောက်ရွှင်လန်းကောင်းကြီးပေသောအဘံကြီးတို့သည်ဣမေတယောဤသုံးမျိုးတို့ပါပေတည်းလောကမှာရှင်ပြုပွဲတွေယဟန်ကံပွဲတွေကျင်းပကြပြီဆိုရင်လူတွေပြောတာထက်နတ်မြမတွေကပို့ပြီးတော့ပြောတယ်ပရမသောနတ်တွေဘယ်ချိန်မှဝမ်းမြောက်ဝမ်းသာနဲ့ကြွေးကြော်သလဲယသမိန်ဘေကဝေသမယီဘေကဝေခြေသားတို့ယသမိန်သမယီအခြင်းခါ၌အရိယသာဝကောမြတ်စွာဘုရားရဲ့တပည့်သားသာဝကသည်ကေသမတ်သုံးဆံမုတ်စိတ်ခြင်းဆွဲကိုဩဟတတဝါရိပ်လီပဲဖြတ်၍က
ကာသာယာနိဝဋ္ဌာနိဖန်ဤသို့သောအဝတ္တကိုဧဇတေတဝါဝယုံ၍အကာရသမအိယတေတောင်လူပေါင်းမှနေကမိတဝါထွက်၍အနာဂါရိယံအိယမတောင်ယံပေါင်းသို့ပပေသာယရှင်ပြုခြင်းကစေတေတိအာထုတ်ခဲ့ပါ၏နံပါတ်1ရှင်ပြုပွဲယဟန်ကံပွဲကျင်းပါတယ်အဲ့လိုကျင်းပတဲ့အခါမှာအရင်ဆုံးရှင်ပြုတဲ့အခါမှာခေါင်းရိပ်တာလက်သက်အရင်ဆုံးဘာလုပ်ရခေါင်းရိပ်ရတာအဲ့တော့ခေါင်းရိပ်တယ်ဆိုတာဘာလုပ်တာလဲလို့ပြန်တွေးကြည့်တော့သဘင်အပေါ်မှာတက်မဲ့တဲ့တွေ့တာတဲ့လောဘကိုပေတာလူတိုင်းကိုယ်သဘင်လေးကိုနှစ်သက်ကြတဲ့မြတ်နိုးကြတကြောအမျိုးသားတွေဝင်ဝဲမလားမဝဲချင်ဘူးဘာဖြစ်လို့တော့ခေါင်းရိပ်ရမှာသဘင်နှမျောလို့တဲ့တချို့အမျိုးသမီးတွေရှိသေးတယ်သီလရှင်တော်ဝတ်ချင်နေတဲ့သဘင်နှမျောလို့ပြိဿဘာနှမျောလို့အဲ့တော့သဘင်နှမျောတဲ့လူသာသနာပေါင်းဝင်လို့ရပါမလားမရဘူးမြတ်စွာဘုရားကသာသနာပေါင်းကိုဝင်တော့မယ်ဆိုရင်အရင်ဆုံးဘာလုပ်ခိုင်းတာခေါင်းရိပ်ခိုင်းတာသဘင်ပယ်ခိုင်းတာသဘင်အပေါ်မှာတွေ့တာတက်မဲ့တဲ့လောဘကိုပေတာတဲ့မာယလာပြိဿရဲ့အဲ့တော့သဘင်နဲ့ပတ်သက်ပြီးတော့လောဘဖြစ်เสียရှိသေးလားမရှိတော့အဲ့တော့လောဘကိလေသာကိုအရင်ဆုံးပယ်တာကေသမတ်တုံဩဟာတတဝါသံမုတ်စိတ်ကျင်ဆွဲတဲ့ကိုပယ်ရတယ်ကာသာယာနိဝဋ္ဌာနိဇာတတဝါဖန်ဤဆိုးတဲ့အဝတ်ကိုဝတ်ရတယ်သာသနာပေါင်းဝင်ရင်ပြိဿရဲ့သင်္ကန်းဝတ်ရတာဘာဝတ်ရတာလဲသင်္ကန်းဝတ်ရတာအဲ့တော့သင်္ကန်းမှာတဲ့မမောစရာမရှိတော့အောင်ဟလာအဖြတ်သုံးဖြတ်လို့ခေါ်တယ်ဟလာတန်ဖိုးနဲအောင်ဖြတ်ပြတာတဲ့အစာကောင်းတွေကိုမြတ်စွာဘုရားကဟလာဖြတ်ပြီးတော့ချုပ်ခိုင်းတာတန်ဖိုးနဲသွားအောင်ဖြတ်ပြလိုက်တာနောက်ပြီးတော့အယောင်အစင်းအပြင်လည်းပဲလူတွေတတ်မဲ့မောတဲ့အယောင်မျိုးမဟုတ်ဘဲနဲ့လူတွေမနှစ်သက်เสียလောဘမဖြစ်เสียအယောင်ကိုဆိုးပြလိုက်တာအထီးတွေအပြင်လည်းပဲတဲ့အလားအတ္တေနဲ့အာကြီးတွေနဲ့ချုပ်ထားတဲ့အခါကျတော့လူတွေရဲ့အဝတ်စားလောက်နူးညံ့သိမ်မွေးတဲ့အတွေ့အထိမျိုးမရတော့ဒါကြောင့်တန်မိုးကိုဖြည့်ဆည်းခြင်းအယောင်ကိုဖြည့်ဆည်းခြင်းအတွေ့အထိကိုဖြည့်ဆည်းခြင်းလို့ခေါ်တဲ့သူတော်ကောင်းတွေဝတ်ယုံတဲ့သင်္ကန်းကိုဝတ်ပြီးတော့သာသနာပေါင်းနဲ့ဝင်ရတာအဲ့ဒီလိုမှမဟုတ်ဘဲနဲ့လူတွေဝတ်တဲ့ဝတ်စားနဲ့သာသနာပေါင်းရောက်လာမယ်ဆိုလို့ရှိရင်ကိုဝတ်တဲ့ဝတ်စားလေးနဲ့ဟလာလှလိုက်တာတင့်တယ်လိုက်တာဆိုပြီးတော့အဝတ်စားပေါ်မှာတွေ့တာတဲ့ပြိဿကြီးလောဘတဏမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်သင်္ကန်းဝတ်လိုက်တဲ့အခါကျတော့အဲ့ဒီလောဘတဏရှိသေးလားမရှိတော့အဲ့တော့ဝတ်နဲ့ပတ်သက်လို့လည်းပဲလောဘတဏပယ်ရတယ်သဘင်နဲ့ပတ်သက်လို့လည်းပဲလောဘတဏပယ်ရတယ်အစားအသောက်နဲ့ပတ်သက်လို့လည်းပဲအိမ်စဉ်လက်ဆွမ်းကမ်းပြီးတော့ရလာသမျှနဲ့အသက်ဆက်အောင်အစားအသောက်နဲ့ပတ်သက်ပြီးတော့လဲတဏှာကိုပယ်ရတာနောက်အိမ်တော်သားမွေးကိစ္စတွေပဲပြီးတော့ဧကသေယံတော်တဲ့တောင်တဲ့ကျောင်းထဲမှာတပါးတဲ့အိပ်ရတာဆိုတော့အဲ့ဓာတွေအလုံးဟာကိလေသာကိုပယ်တာတဲ့ပြိဿရေဘာကိုပယ်တာလဲဘာဝေသီတာကိလေသာမံကိုတွင်ယံကိုဒွန်လံဖြိုခွင်းဘောဓိပက္ခိယအောင်တခင်း၍အဲ့တော့ကိုရင်ဝတ်တဲ့ယဟန်ပြုတယ်ဆိုတာနော်သဘင်ကိုတတ်မဲ့တဲ့ဒနာပယ်ရတဲ့အဝစာကိုတတ်မဲ့တဲ့ဒနာပယ်ရတဲ့အစားသောလောလီမမောတဲ့ဒနာပယ်ရတဲ့အတွေ့အထိတွေကိုပယ်ရတယ်ဆိုတာအဲ့ဒါကိလေသာတိုက်ပွဲဝင်တာပြိဿရေဘာတိုက်ပွဲဝင်တာဘောရိပကိယအောင်တခင်၍အရဟတဘောတိဟုသောအောင်ခြင်းပိသိရင်လိုတဲ့စိတ်ဖြင့်ဘုရားသာသနာတွင်ကိုဝင်ပရိယတိပฏิပတ်ရလောက်တဲ့ကြိုးစားပရိယတိလိုင်းမှာလည်းပဲနောသာမဏေကျော်တို့ဓမ္မစရိယတို့ပိဋကဓဘုံနှစ်ပုံသုံးပုံခုလိုအရှင်နန္ဒကတို့လိုတက္ကသိုလ်တွေမှာ BA ဘွဲ့ BSc ဘွဲ့နော် MA ဘွဲ့ PhD ဘွဲ့
ပြိဿရေဒီလိုပရိယဘက်ကလည်းပဲသံဃာတော်တွေအာမထုတ်ရဘူးလားအားထုတ်ရတယ်ပฏิပတ်ဘက်ကလည်းပဲနာဘုရားကုံတော်ဖွာရာပရိစိတ်တာတရားထိုင်တာနောက်ဆုံးအစဉ်မိမိတို့တကယ်ကိုကြိုးစားအားထုတ်တော်မူကြလို့ယန္နာဖြစ်သွားတဲ့ဆရာတော်ကြီးတွေမရှိဘူးလားအဲ့တော့သာသနာပေါင်းဝင်နေဆိုတဲ့ရည်ရွယ်ချက်ကကိလေသာတိုက်ပွဲဝင်ပြီးတော့အနိုင်ရဖို့ရတဲ့မှန်လားပြိဿရဲ့ကေသမသောသံမုတ်စိတ်ကျင်းဆွဲကိုဩဟတတဝရိတ်လိပဲဖျား၍ကာသယာနိဝဒ္ဓနိဖိုင်ဆိုးတဲ့အဝတ္တကိုအစ္ဆာတတဝဝတ်ယုံ၍အကာရသမအိယတိတောင်လူတော်ပေါင်းမှနိကမိတ်တဝထွက်၍အနာဂါရိယံအိယမတောင်ယဟန်ပေါင်းသို့ပပိဇာယကတ်ရောက်ချင်းငါစေတေတိအာထုတ်တယ်အဲ့တော့သူတော်ကောင်းတယောက်မိဘကရှင်ပြုလို့ပဲဖြစ်ဖြစ်အလားဆွေမျိုးတွေကယဟန်ခံပေးလို့ပဲဖြစ်ဖြစ်ကိုယ်အလိုလျောက်သာသနာပေါင်းကိုဝင်တာပဲဖြစ်ဖြစ်သာသနာပေါင်းဝင်တဲ့လမ်းစဉ်ဟာအတူတူပဲကရုံရိတ်တယ်သင်္ကန်းဝတ်တယ်ကိုရင်ဆိုရင်တရဏဂုံသုံးပါးဆိုတယ်ယဟန်ဆိုရင်တိမ်ထဲမှာဝင်ပြီးတော့ဒါညကမ္မဝါဒတွေဖတ်ပြီးတော့ရှင်ပြုခြင်းယဟန်ကံခြင်းကိစ္စတွေပြိဿရေမဆောင်ရွက်ရဘူးလားဆောင်ရွက်ရတယ်အဲ့လိုဆောင်ရွက်နေတာကိုဟိုးအထက်ထက်နတ်တွေမြမာတွေကကြည့်ပြီးတော့ကောင်းချီးပေးတယ်တဲ့ဘလို့ကောင်းချီးပေးလဲဧသောအရိယသာဝကောမာရေနသတ္တိသင်္ဃမာယစေတေတိဧသောအရိယသာဝကောဤမည်သောမျိုးရွာဤမည်သောဌာနမြင်မှုမျိုးနဲ့ကံ30ရွာမင်္ဂလာစေယုံကျောင်းတိုင်းမှာအမျိုးသားဘသူအလားအေးယဟန်တော်ဘသူအဲ့ဒီပုဂ္ဂိုလ်တွေဟာယဟန်ပေါင်းရောက်သာသနာပေါင်းရောက်ပြီးတော့မာရေနကိလေသာမံမင်းနဲ့တတ်တယ်အတူတကွသင်္ကာမာယသူရှုံးငါနိုင်အပြိုင်စပွဲဆင်နွယ်ဖို့ရသေးတေတိကြိုးစားပြီးတော့နေပြီကြည်သန်းနဲ့လူပြည်လောကလူဌာနသခိုင်းတိုင်းဒေသကြီးမြတ်မို့မြို့နယ်ကံ30ရွာမင်္ဂလာစေယုံကျောင်းတိုင်းမှာယဟန်တော်ဘသူသာမဏေဘသူကိလေသာစပွဲတွေအနိုင်ကျဲဖို့သင်္ကန်းဝတ်နေပြီကိုရင်ဝတ်နေပြီယဟန်ခံနေပြီလို့ပြိဿရဲ့နတ်တွေကကောင်းချီးပေးတယ်နတ်တွေကဘာလုပ်တာလဲကောင်းချီးပေးတယ်သာရုခေါ်တယ်လူတွေကတော့ဟုတ်လားကြိုးကြိုးပဲမြင်တာပဲကရုံရိတ်တာမြင်တယ်သင်္ကန်းဝတ်တာမြင်တယ်တရဏဂုံဆိုတာမြင်တယ်ကံမွာဖတ်တာတွေမြင်တယ်အဲ့ဒီအမြင်နဲ့ပဲလူတွေကပြီးသွားတာနတ်တွေကြတော့အဲ့ဒီအမြင်နဲ့ပို့ပြီးတော့မြင်တာကနော်သာမဏေတပါးပါးကိုရင်ဝတ်ပြီးယဟန်တပါးပါးယဟန်ခံပြီးဆိုရင်အပေါ်ကနေပြီးတော့ကြည်စမ်းဟေးလူပြည်မှာကိလေသာစပွဲအနိုင်ဆင်နွှဲဖို့ကိုရင်ဝတ်နေပြီယဟန်ခံနေပြီလို့နတ်တွေကသာရုခေါ်တယ်ကောင်းချီးပေးတယ်ဒါကြောင့်အလုံးသောသူတော်ကောင်းတွေဆိုလိုက်ပါကိလေသာမံကိုယ်တွင်ယံဘယ်လန်းနိုင်ဖို့ယဟန်ပြုတယ်ကိလေသာမံကိုယ်တွင်ယံဘယ်လန်းနိုင်ဖို့ကိုရင်ဝတ်တယ်အဲ့ဒါနတ်မြမာတွေကအဲ့ဒီလမ်းမြင်တာဝင်ဝင်နေပြီရန်ခံနေပြီဆိုရင်ကြည်စမ်းတဲ့သူတော်ကောင်းနဲ့ပရိယအလုံးအားထုတ်တာပဲဖြစ်ဖြစ်ပฏิပတ်အလုံးအားထုတ်တာပဲဖြစ်ဖြစ်အဲ့ဒီလုပ်ငန်းစဉ်တွေလုပ်နေတဲ့အချိန်မှာအဲ့ဒီလုပ်ငန်းလုပ်နေတဲ့ယဟန်သာမဏေရဲ့ကိုယ်တွင်တဏ္ဍာမှာကိလေသာတွေနေနေတယ်ပြိဿရေမနေဘူးလားအာစာပေတွေကြိုးစားနေမယ်ဘုရားဟောတဲ့ဓမ္မခန္ဓာတွေကိုလေ့လာနေမယ်အဲ့ဒီအချိန်မှာပြိဿရေကိလေသာဝင်တဲ့အကြောင်းရှိပါမလားအေးအဲ့ဒီတဲ့ပို့ပြီးတော့ပฏิပတ်လုပ်ငန်းနဲ့ခန္ဓာကိုယ်ရဲ့အဖြစ်အပျက်တွေဆင်ခြင်မယ်ဘုရားကုံတော်တွေပွားမယ်မေတ္တာတွေပို့မယ်အဲ့ဒီလိုဆိုလို့ရှိရင်ပရိယပฏิပတ်လုပ်ငန်းလုံးဖို့ရာအတွက်ရှင်သာမဏေဝတ်တယ်လို့နတ်တွေကဒီလိုမြင်တာတစ်ခေါက်ပြန်ဆိုကြည့်ရအောင်ကိလေသာမံကိုယ်တွင်ယံပယ်လန်းနိုင်ဖို့ယဟန်ပြုတယ်
ကိလေသာမံကိုယ်တွင်ယံပယ်လန်းနိုင်ဖို့ကိုရင်ဝတ်တယ်ပရိသတ်ရဲ့ဘယ်သူကကြွေးကြော်တာလဲနတ်တွေကကြွေးကြော်တာညနေကရှင်နန္ဒကကိုသိမ်ဝင်ပြီးသွားပြီးတပံပြန်ပြီးတော့သိက္ခာထပ်ပြီးသွားပြီးအဲ့ဒီအချိန်မှာနတ်တွေကကောင်းကင်ကနေကြွေးကြော်နေမှာမှန်လားပရိသတ်အေးမနက်ဖြန်ဆိုလို့ရှိရင်လည်းပဲသားလေးတွေတူလေးတွေရှင်ပြုတ်ပြီးပြီဆိုရင်ဘုသတော်ကောင်းတွေလည်းပဲအဲ့ဒီနတ်မြတ်မာတွေမြင်တဲ့အမြင်မျိုးထိအောင်မြင်နေအောင်ကြိုးစားဖို့မလိုဘူးလားအေးငါတို့သားလေးတွေကိုင်ဝက်ပေးပြီးတကယ်လို့သားလေးတွေကသာသနာပေါင်းမြဲသွားလို့ပရိယပฏิပတ်အလုပ်တွေအားထုတ်နေမယ်ဆိုရင်အဲ့ဒါကိလေသာမံကိုယ်တွင်ယံတွေကိုတွန်းလှန်နေတာကိုလည်းပဲပြိဿရေကုသိုလ်မရဘူးလားရတယ်ဒါနံပါတ်1နတ်တွေကရှင်ပြုတ်နေတဲ့အချိန်ယဟန်ပြုတ်နေတဲ့အချိန်မှာပရမသုံးကျွေးကြော်တာနံပါတ်2ကတဲ့ဘိကဝေပိသ၄ပါးချက်သားချက်သမီးတို့ယသမိန်သမိတ်အကျဉ်းခါနဲ့အရိယသာဝကောမြတ်စွာဘုရားရဲ့တပည့်သားဖြစ်တဲ့ယဟန်သာမဏေသည်ယဟန်ပြုပြီးပြီကိုရင်ဝတ်ပြီးပြီယဟန်ဘဝကိုရင်ဘဝမှာဘာလုပ်လဲသတ္တနံဘောဓိပက္ခိယနံဓမ္မနံဘာဝနာနုယောခောဝိဟရတိဘာဝနာနုယောဂမနုယောတောဝိဟရတိအရိယသာဝကောမြတ်စွာဘုရားရဲ့တပည့်သားသာဝကဖြစ်တဲ့ယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ရှင်သာမဏေဖြစ်တဲ့ပုဂ္ဂိုလ်ဟာတတ္တနာ9ပါးကုန်သောဘောဓိပက္ခိယနံဓမ္မနံမဲ့လေးပါဖို့လေးပါကိုရခြင်းဘောဓိရဲ့အသင်အပင်ဖြစ်ကုန်သောတရားတို့ကိုဘာဝနာနုယောဂံပွားများအာထုတ်ခြင်းကိုအနုယောတော်အာထုတ်သည်ဖြစ်၍ဝိရတိနေထိုင်၍နေပါ၏နံပါတ်2ယဟန်ပြုပြီးသွားပြီကိုရင်ဝတ်ပြီးသွားပြီအဲ့ဒီယဟန်ပြုသွားတဲ့ယဟန်ကိုရင်ဝတ်သွားတဲ့ကိုရင်ကသာသနာပေါ်မှာနေခြင်းနဲ့ပရိစိတ်မဲ့တရားထိုင်မဲ့စာပေတွေကြိုးစားမဲ့သာသနာ့တွေသွားပြီးတော့သာပေတွေကြိုးစားလို့မူလတန်းအငယ်တန်းအလတ်တန်းအကြီးတန်းဓမ္မစရိယာတန်းသာသနာတက္ကသိုလ်ဗုဒ္ဓတက္ကသိုလ်ဘိဝန္တသာမေဝဲတွေတိပိဋကတွေအဲ့လိုလောကီပရိယဘက်ကလည်းပဲအောင်မြင်သွားပြီဆိုကြစို့ပฏิပတ်ဘက်ကလည်းပဲကြိုးစားပွားများအားထုတ်လို့ဟလားအေးတရားတွေထိုင်ပရိဒေစိတ်ဂုဏ်တော်တွေပွားပฏิပတ်လုပ်ငန်းတွေလုပ်တယ်အဲ့ဒီလိုပရိယပฏิပတ်လုပ်ငန်းတွေလုပ်နေရင်တဲ့နတ်မြတ်မာတွေကတဆင့်တက်ပြီးတော့အားပေးတာအရှင်ဘုရားကိလေသာစစ်ပွဲနိုင်အောင်တိုက်တော်မူပါဗျာတပည့်တော်တို့ရှင်ဘုရားရဲ့ကိလေသာစစ်ပွဲတိုက်ပွဲမှာအားပေးပါတယ်ဗျာဆိုပြီးတော့နတ်တွေကအားပေးတာပြိဿနတ်တွေကဘာလုပ်တာလဲအားပေးတာအဲ့ဒီလိုပဲဒုသတော်ကောင်းတွေကကိုယ့်ရဲ့သားတွေကိုယ့်ရဲ့တူတွေကိုယ့်ရဲ့ဆွေမျိုးတွေယဟန်ဝတ်သွားတယ်ကိုရင်ဝတ်သွားတယ်ယဟန်ဝတ်ကိုရင်ဝတ်ပြီးတော့သာသနာတော်ဝန်ထမ်းနေတဲ့ပရိယပฏิပတ်လုပ်ငန်းတွေလုပ်နေတယ်ဆိုရင်ပြိဿကြီးပြစ်ထားရမှာလားအားပေးရမှာလားဟာပိယမှာနော်အခုယဟန်တော်အရှင်နန္ဒကဗုဒ္ဓတက္ကသိုလ်တွေတက်ဘီယွေပွဲတွေရအဲ့လိုသာသနာတာဝန်တွေကိုထမ်းဆောင်တဲ့နေရာမှာကိုကအရှင်ဘုရားဆွမ်းကွမ်းပြည့်စုံရလားဘုရားစာဥစာရံပြည့်စုံရလားဘုရားတပည့်တော်တို့ကရှင်ဘုရားသာသနာပေါင်းမှာမြဲဖို့နဲ့သာသနာအောင်ပွဲတွေရဖို့နောက်ကနေပံ့ပိုးမယ်ဘုရားလို့ပြိဿကြီးအားပေးရမှာဘာလို့ရမှာလဲအားပေးရမှာနော်သာသနာ့တေမှာတချို့သောသာသနာလေးတွေအေးပင်ကိုညံကောင်းပါရဲ့နဲ့နောက်ကဟလာမိဘကလည်းမတတ်နိုင်အားပေးထောက်ပံ့မဲ့ဆွေတွေမျိုးတွေအတိုင်းဝိုင်းတွေကလည်းမရှိတော့တချို့သာသနာပေါင်းမှာပျော်ရင်းနဲ့လူထွက်သွားတဲ့သာသနာဝန်ထမ်းတွေပြိဿကြီးမရှိဘူးလားရှိတယ်အဲ့လိုမဖြစ်အောင်နော်နတ်တွေကအားပေးတာအရှင်ဘုရားကြိုးစားဘုရားဆိုပြီးတော့နတ်တွေကနံပါတ်1ကြွေကြော်တယ်ကောင်းချီးပေးတယ်ကဲပြိဿရေဆိုရအောင်ကိုကိလေသာမံကိုတွင်ယံဘယ်လန်းနေလို့အားပေးတယ်ကိလေသာမံ
ကိုယ်တွင်ယံပဲလန်းနေလို့အားပေးတယ်သာသနာဘောင်းဝင်ရောက်ပြီးတော့သာသနာအလို့အားထုတ်တော်မူကြတဲ့ယဟန်တော်တွေပရိယပฏิပတ်နှစ်ရက်တို့ကိုကြိုးစားပွားများအားထုတ်နေတဲ့ရှင်သာမဏေတွေပြိဿရေမရှိဘူးလားရှိတယ်အခုဆိုလို့ရှိရင်နောက်ပရိယတိစာပေလောကမှာသာမဏေကျော်စာမေးပွဲတွေဆိုပြီးတော့မြို့တိုင်းမှာအားပေးတယ်ဘုန်းကြီးတို့ခေတ္တကတော့မန္တလေးမြို့ပရိယတိသာသနာဟိတအသင်းဒီအသင်းတစ်သင်းပဲရှိခဲ့တာအခုတော့ရန်ကုန်မှာလည်းရှိတယ်မန္တလေးမုံရွာမော်ကျွန်းမြင်းကြံတောင်ကြီးအများကြီးပဲစမ်းစစ်ကြည့်ရင်သာမဏေကျော်စာမေးပွဲရ30ရက်အထက်မှာပဲရှိတယ်အဲ့ဒီကမှစာပေလိုက်တဲ့ရှင်သာမဏေလေးတွေကအဲ့ဒီအမျိုးမျိုးရွာမှာကျင်းပတဲ့သာမဏေကျော်သာမဝဲလေးဖြေတဲ့အခါပြိဿရေလမ်းစီးဒီပါတွေမလိုဘူးလားလိုတယ်အဲ့ဒီကမှမိဘတွေဒီလမ်းမှားတဲ့အခါကျတော့မိဘတွေကထောက်ပံ့ရမှာလားပြစ်ထားရမှာလားထောက်ပံ့ရမှာနော်နတ်မြမာရိယတော်မှာအားပေးတာအရှင်ဘုရားပရိယလုပ်ငန်းတွေပฏิပတ်လုပ်ငန်းတွေနဲ့ကိလေသာတိုက်ပွဲဝင်နေတာအရှင်ဘုရားကြိုးစားဘုရားအောင်မြင်အောင်တိုက်ဘုရားလို့နတ်တွေကပြိဿရေဒုတိယဝမ်းမြောင်နှုတ်မောကြွေးကြော်သံကြီးနဲ့အားပေးတယ်အာမပေးဘူးလားကဲနံပါတ်3မြဘေကွေခြေသားခြေသမီးတို့ပုဏ္ဏသာပရနောက်တစ်မျိုးသောကယသမိတ်သမယေအကျင့်ခါ၌အရိယသာဝကောမြတ်စွာဘုရားရဲ့တပည့်သားဖြစ်တဲ့ယဟန်တော်မြတ်စွာဘုရားရဲ့တပည့်သားဖြစ်တဲ့ရှင်သာမဏေဟာအာသဝနခယအနာသဝံပရိယလုပ်ငန်းနဲ့မကဘဲနဲ့ပฏิပတ်လုပ်ငန်းတွေအားထုတ်လို့အာသဝနခယအာသဝနအာသောတရားတို့ရဲ့ခယကုန်ခန်းခြင်းကြောင့်ကိလေသာဆက်ပွဲတွေအနိုင်တိုက်လိုက်တာနောက်ဆုံးအာသောတရားတွေကုန်ကိလေသာတွေကုန်ယဟန္တာဖြစ်သွားတယ်အဲ့လိုယဟန္တာဖြစ်သွားတဲ့အချိန်ကျတော့တခါထပ်ပြီးတော့နတ်တွေကသာတို့ခေါ်တယ်အာသဝနအာသောတရားတို့ရဲ့ခယကုန်ခြင်းကြောင့်အနာသောအာသောတရားမရှိသောစေတောဝိမု ക്തേ စိတ်ကိလေသာမှကင်းလို့သောပညာဝိမု ക്തേ ပညာဤကိလေသာမှကင်းလို့သောအရဟတဖို့ယဟနာအဖြစ်ကိုဒိဋ္ဌေဝဓမ္မေမျက်မှောက်ဘဝ၌ပင်တယံကိုယ်တိုင်အပညာထုသောဉာဏ်ဖြင့်သိ၍သစ္စိကတ္တဝါမျက်မှောက်ပြု၍ဥပသံပစ္စဉာဏ်ပညာဖြင့်ကံရောက်၍ဝိရတိနေတော်မူပြီဘုရားသာသနာတွင်မှာယဟန်ပြုသာမဏေပြုပရိယလုပ်ငန်းနဲ့မကပရိပတ်လုပ်ငန်းတွေပါကြိုးစားအားထုတ်လို့နောက်ဆုံးအာသောကုန်ခန်းကိလေသာကုန်ခန်းပြီးတော့ယဟန္တာဖြစ်သွားတယ်ပြိဿရေပါဖြစ်သွားအဲ့ယဟန္တာဖြစ်သွားတဲ့အချိန်ကျတော့နတ်တိပြမာတွေကဝမ်းသာလိုက်တာတဲ့အရှင်ဘုရားတပည့်တော်တို့အားပေးရကြနတ်တေဘုရားဆိုပြီးတော့ကောင်းကင်ကနေပြီးတော့ဝမ်းမြောက်ဝမ်းသာသာရုခေါ်တာဧသောအထိယသာဝကောမြတ်စွာဘုရားရဲ့တပည့်သားသာဝကဤမည်သောအမျိုးသားသည်တဲ့ဝိသိတာသင်္ကာမောလောကမှာတိုက်ပွဲဝင်တဲ့အခါမှာကိုယ်ကနိုင်ရင်ဝိသိတသင်္ကာမအောင်မွေးရတဲ့ပုဂ္ဂိုလ်ဓမ္မေဝသင်္ကာမတိတံမိမိအောင်မြင်တဲ့စစ်မြေပြင်ကိုအဘိဝိရိယလွှမ်းမိုးအုပ်ချုပ်၍ဣဇဝသတိနေထိုင်ခဲ့လေပြီတကားကြည်သံဤမည်သောမြို့ရွာဤမည်သောဌာနဤမည်သောမျိုးကောင်းသားဘုရားသာသနာဝင်ရောက်ယဟန်ပြုရှင်ပြုတရားအားထုတ်လို့ယဟန္တာဖြစ်သွားပြီအောင်မွေးဒီဝင်သွားပြီလို့နတ်တေပြမာတွေကဝမ်းမြောက်တာပြိဿရေဆိုလိုက်မယ်ကိလေသာမံကိုယ်တွင်ယံတွန်းလှန်ပြီးလို့ဝမ်းမြောက်တယ်ကိလေသာမံကိုယ်တွင်ယံတွန်းလှန်ပြီးလို့ဝမ်းမြောက်တယ်အဲ့တော့တို့တော်ကောင်းနေလောကမှာရှင်ပြုဝဲတစ်ခုခုကျင်းပပြီဆိုရင်အထက်နတ်မြမာတွေကသာရုခေါ်တယ်နတ်မြမာတွေကဘာလုပ်လဲက
သာရုခေါ်တယ်ဟာကိလေသာစစ်ပွဲဆင်နွယ်ဖို့သာသနာစစ်ဝိုးဆုံးပရိက္ခရာရှစ်ပုံကိုဝိုးယုံပြီးတော့ပြင်ဆင်နေပြီလို့ရဟန်းခံတဲ့အချိန်ရှင်ပြုတဲ့အချိန်မှာတခါသာရုခေါ်အဲ့ဒီရှင်ပြုပြီးရဟန်းခံပြီးတော့အဲ့ဒီကိုတော်လေးပရိယပฏิပတ်လုပ်ငန်းလုပ်နေရင်အားပေးတာအောင်မြင်သွားပြီသာမီဝဲတွေအောင်မြင်သွားပြီနောက်ဆုံးလောကုတ္တရာဘက်ကကြည့်တော့ကိလေသာတွေအကုန်လုံးအောင်ပြီးတော့ယဟန္တာဖြစ်သွားပြီဆိုရင်နောက်တစ်ချိန်သာရုခေါ်တာအဲ့ဒါနတ်မြမာတွေရဲ့ကြွေးကြော်သံ၃မျိုးတဲ့နတ်မြမာတွေရဲ့ကြွေးကြော်သံဘယ်နှမျိုးကဲပြန်ဆိုမယ်ကိလေသာမံကိုယ်တွင်ယံတွန်းလှန်နိုင်ဖို့ယဟန်ပြုတယ်ကိလေသာမံကိုယ်တွင်ယံတွန်းလှန်နေလို့အားပေးတယ်ကိလေသာမံကိုယ်တွင်ယံတွန်းလှန်ပြီးလို့ဝမ်းမြောက်တယ်နတ်မြမာရီရဲ့ကြွေးကြော်သံဗနှမျိုးကဲမနက်ဖြန်ဒီနေ့လည်းပဲရဟန်းကံပွဲကြီးမနက်ဖြန်ဆိုရင်လည်းရှင်ပြုပွဲကြီးဟိုးအထက်နတ်ပြည်ကနတ်မြမာရီသာရုခိုးနေလိမ့်မယ်လို့ပြိဿရေဝမ်းသာစရာမကောင်းဘူးလားကောင်းနေဒါကြောင့်ရှင်ပြုခြင်းရဲ့အဓိပ္ပာယ်ရဟန်းကံခြင်းရဲ့အဓိပ္ပာယ်ကိုသာသနာဒါယကဆွေတော်မျိုးတော်တွေသိသွားပြီဆိုတော့ကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာမကောင်းဘူးလားကိုကိုယ်တိုင်ယဟန်မခံနိုင်တော့လည်းပဲကိုကိုယ်တိုင်ကိုရင်မဝက်နိုင်တော့လည်းပဲသာသနာအတွင်းသားအဖြစ်ယဟန်တစ်ပါးပါးကိုပစ္စည်းလေးပါးနဲ့ထောက်ပံ့နေမယ်သာမဏေတစ်ပါးပါးကိုပစ္စည်းလေးပါးနဲ့ထောက်ပံ့နေမယ်ဆိုရင်အဲ့ဒါလူသားတို့ကနတ်သားတို့ခေါ်တဲ့အလူမျိုးမဟုတ်ဘူးလားဟုတ်တယ်အဲ့တော့သာသနာပေါင်းကိုဝင်ရောက်သွားတဲ့ယဟန်နေသာသနာပေါင်းကိုဝင်ရောက်သွားတဲ့ရှင်သာမဏေတွေကလည်းပဲကိုယ့်ရဲ့ရည်ရွယ်ချက်ကိုသိပြီးတော့ပရိယပฏิပတ်လုပ်တဲ့ပြိဿရဲ့အားထုတ်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်နတ်မြမာတွေရဲ့ကြွေးကြော်ခြင်း၃မျိုးနဲ့ပြည့်စုံတဲ့အလှကိုငါတို့ပြုလုပ်လိုက်ရပြီလို့အလှတကာလူမရဟန်းတကာရဟန်းမတွေဝမ်းသာဖို့မကောင်းဘူးလားကောင်းနေအဲ့တော့ရှင်ပြုပွဲကြီးကျင်းပတဲ့အခါမှာနတ်မြမာတွေကဒီလိုကြွေးကြော်တယ်ဆိုတာလည်းပဲသိထားပြီးတော့ဒီလိုရှင်ပြုတဲ့ရဟန်းခံတယ်ဆိုတာရှေ့ရှေ့သောသူတော်ကောင်းကြီးတွေရဲ့လမ်းစဉ်ပဲအဲ့ဒီလမ်းစဉ်ကိုငါတို့လိုက်နေရတာပဲလို့ကိုစိတ်ထဲမှာဝမ်းသာစရာမကောင်းဘူးလားကောင်းတယ်အဲ့တော့ရှင်ပြုတဲ့အခါရဟန်းခံတဲ့အခါဘုရားဘာသာမြန်မာလူမျိုးတွေရဲ့ထုံးတမ်းစင်လာဓမ္မတာကရှင်ပြုပွဲကျင်းပတဲ့ရဟန်းကံပွဲကျင်းပတယ်ဆိုလို့ရှိရင်ကိုသားလေးကိုသမီးလေးဟာလားကိုတူလေးရဟန်းခန္ဓာရှင်ပြုတာအဲ့ဒါကိုအကြောင်းပြုပြီးတော့အလှကြီးကိုမပေးဘူးလားပေးတယ်လှူတယ်တန်းတယ်ကျွေးတယ်ဟာလားမွေးတယ်ဒါတွေကကိုပြိဿရေသူတော်ကောင်းလမ်းတယ်မဟုတ်ဘူးလားဟုတ်တယ်ဘုရားလုံးသူတော်ကောင်းတွေပါရမီ10ပါးဖြည့်တဲ့နေရာမှာအရင်ဆုံးဖြည့်တာဒါနပါရမီအရင်ဆုံးဖြည့်တာဘာပါရမီဒါနပါရမီအဲ့ဒီဒါနပါရမီကိုဖြည့်ရင်းနဲ့လည်းပဲမိမိတို့ကပစုလန်းစဉ်ကိုလိုက်တာသူတော်ကောင်းလန်းစဉ်ပြိဿရေပစုလန်းစဉ်လိုက်အဲ့တော့ဒါနပြုတာလည်းပဲတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိလေသာတိုက်ပွဲဝင်တာမှန်လားပြိဿအဲ့တော့ဘလို့တိုက်ပွဲဝင်လဲဒါနင်္သာယုတ်တင်္သာပမာဏမာဟုဒါနင်္သာအလူပေးခြင်းကို၎င်းယုတ်တင်္သာစစ်တိုက်ခြင်းကို၎င်းသမာနံတူညီတဲ့ဆိုဟူ၍အာဟုသူတော်ကောင်းတွေပြောတယ်စစ်တိုက်တဲ့အခါမှာလည်းပဲဟလာကိုကနိုင်အောင်တိုက်ဖို့မလိုဘူးလားအဲ့ဒီလိုပဲအလူဒါနပြုကာနီးပြီဆိုလို့ရှိရင်ဘာနဲ့တိုက်ပွဲဝင်ရလဲဆိုတော့မေစရိယစိတ်နဲ့သရာစိတ်ပြိဿပြောဘာနဲ့လဲမေစရိယစိတ်ကနှစ်မျိုးတာပေါ့ကိုကအနှစ်နဲ့လာကနှစ်ဘုကကြွေချေမချအောင်ရှာဖွေစုဆောင်းထားတဲ့စီဝါဥစ္စာတွေလူတဲ့တန်းတယ်ဆိုတာစွန့်ပစ်လိုက်တာစွန့်ပစ်လိုက်တော့ကုန်မသွားဘူးလားကုံသွားတယ်ကုံသွားတဲ့အခါကျတော့ပုရုသင်သဘာဝတခါတရံကုံမှာကြောက်တဲ့နှမျောတဲ့စိတ်လေးမဝင်ဘူးလားအဲ့လိုဝင်ရင်အလှပေးနိုင်မှာမလားမပေးနိုင်ဘူး
အဲ့တော့စီးပွားဥစ္စာတွေငါရှာခဲ့ပြီစီးပွားဥစ္စာရဲ့အနှစ်သာရဟာဒါနပဲကင်္စနံဝေရဏံသာရဒနာဘဝေနာအသာဒသာဒနသာဒါနနာမသာရောစီးပွားဥစ္စာဆိုတာယံသူမျိုး၅ပါးနဲ့ဆက်ဆံတဲ့ဒါနပြုခြင်းသည်သာလျက်နှစ်သာရပဲလို့စိတ်ထဲကဒီလိုအသိဉာဏ်လေးဝင်လာတဲ့အခါသရတရားလေးပေါ်မလာဘူးလားပေါ်လာတယ်အဲ့ဒီသရတရားလေးနဲ့မစ္စရိယစိတ်ကိုပြိဿရဲ့အနိုင်မတိုက်ရဘူးလားတိုက်ရတယ်သရတရားအောင်မြင်ပြီဆိုမှအလှပွဲကြီးအောင်မြင်တာမှန်လားအေးဒါကြောင့်ဒီနေ့ယဟန်ခံကြတဲ့အလှပေးကြတဲ့သူတော်ကောင်းတွေဟာမစ္စရိယဆိုတဲ့နှမျောတွန့်တိုတဲ့ဟလားအကုသိုလ်စိတ်ကိုသရတရားနဲ့နိုင်အောင်မတိုက်ရဘူးလားတိုက်ရတယ်ဒါကြောင့်ဆိုလိုက်ပါဘုံဆိုင်ပစ္စည်းယံသူနီလူပြီးမှသာစိတ်ချရာဘုံဆိုင်ပစ္စည်းယံသူနီလူပြီးမှသာစိတ်ချရာအဲ့ဒီလိုအသိဉာဏ်လေးတွေတွေးပြီးတော့ငါတို့ဘုံဆိုင်ပစ္စည်းယံသူမျိုး၅ပါးဆိုင်တဲ့ပစ္စည်းငါတို့လူပြီးရင်ကိုယ်ပိုင်ဖြစ်သွားပြီသိတဲ့လူပြီးရင်ဘာဖြစ်သွားလှူလိုက်လို့အလားကိုပိုင်တဲ့စီးပွားဥစ္စာတော့ကုန်သွားမှာပဲသို့တော့ဒါနကုသိုလ်တွေကိုယ့်ရဲ့ရင်ထဲနှလုံးသားထဲမှာမကြံ့ရဘူးလားအဲ့ဒီစေရနာတွေကတနေ့နေ့သောအချိန်ကြီးမှာကိုယ့်ကိုပြန်ပြီးအကျိုးပေးမှလားမပေးမှလားပေးမှတို့တော်ကောင်းနေမှတ်တာလုပ်ငန်းတစ်ခုခုဟာအကျိုးမပေးဘဲနဲ့ကွယ်ပြောက်သွားရုံထုံးတာမရှိဘူးတဲ့အချိန်တော့စောင့်ရမယ်ပြိဿဘာစောင့်ရအချိန်တော့ဆောင်းရမှာကံ၄မျိုးထဲမှာမြတ်ဘဝမှာကျိုးပေးတာရှိတယ်ဒုတိယဘဝမှာကျိုးပေးတာရှိတယ်တတိယဘဝကနေနိဗ္ဗာန်အထိအကျိုးပေးတာရှိတယ်အကျိုးမပေးဘဲနဲ့ကွယ်ပြောက်သွားတဲ့ကံတွေလည်းရှိတယ်မှန်လားပြိဿဒါကြောင့်ကုသိုလ်ပဲလှုပ်လို့အကုသိုလ်ပဲလှုပ်လို့ကိုလှုပ်တဲ့ကံတရားဟာကိုပဲရမယ်လို့ကမ္မတက္ကတာသမ္မာဒိဋ္ဌိဉာဏ်အမြင်ရှိဖို့မလိုဘူးလားလို့တဲ့အဲ့ဒီလိုရှိသွားရင်တဲ့ဟလားမစ္စရိယစိတ်ကိုသရတရားလေးကနိုင်သွားပြီသရတရားလေးကဘာဖြစ်သွားအဲ့လိုနိုင်သွားတဲ့အခါကျမှတဲ့ကိုကကုသိုလ်တွေလှုပ်ဖြစ်တာပြိဿရဲ့ဘာတွေလှုပ်ဖြစ်တာလဲဒါကြောင့်သရတရားကိုခီးသွားများရဲ့အဖို့ကောင်းလို့ဒီလိုပဲသူတော်ကောင်းတွေကပြောတာတတ္တယုံကြည်လက်ခံထက်သန်တို့ကြတတ္တဆိုတဲ့တရားသည်ပုရိသသာသန္တရာခရီးသွားအမျိုးကောင်းသားအမျိုးကောင်းသမီးဒုတိယအာရှိစေကြောင့်အဖို့ကောင်းသည်ဟောဒီမုတ်ချမသွေဖြစ်ပါ၏တို့တော်ကောင်းနေဟလားသားမယားအဖို့တွေရှိမယ်သားသမီးအဖို့တွေရှိမယ်မိဘအဖို့တွေရှိမယ်ဆွေမျိုးအဖို့တွေရှိမယ်အဲ့ဒီအဖို့တွေကသန္တရာခရီးသွားတဲ့ကကိုယ့်နောက်ကိုလိုက်ပါမလားမလိုက်ဘူးကိုယ့်နောက်ကိုတကယ်လိုက်မှာကကံတရားပြိဿရေဘာတရားအဲ့တော့ကောင်းတာလုပ်လဲလိုက်မှာပဲမကောင်းတာလုပ်လဲလိုက်မှာပဲမကောင်းတာလုပ်ရင်လိုက်တဲ့အဖို့ကတော့မကောင်းတဲ့အဖို့ပေါ့ကိုယ့်ကိုဒုက္ခပေးမှာပြိဿဘာပေးမှာလဲကောင်းတဲ့အဖို့ကဘာပေးမှာလဲချမ်းသာပေးမှာပေါ့ကိုယ့်ကိုကူညီမှာပေါ့စောင့်ရှောက်မှာပေါ့မှန်လားပြိဿရေအေးဒါကြောင့်သရတရားဆိုတဲ့အဖို့ကိုတဲ့ရှေ့ကနေအဖို့အဖြစ်နဲ့ခေါ်သွားရင်ကို့မှာကောင်းတဲ့ကုသိုလ်တွေလုပ်နိုင်တယ်ကောင်းတဲ့ကုသိုလ်တွေလုပ်ပြီးတော့ကောင်းကျိုးတွေရနိုင်တယ်လို့သရအဖို့ကိုပေါင်းခေါ်ရမယ်ဒါကြောင့်ဆိုလိုက်ပါသရဆိုတာအဖို့ပါခေါ်ကားသွားရမှာသရဆိုရာအဖို့ပါခေါ်ကားသွားရမှာဒီနေ့ယန္တကာယံမှာလူတကာလူမတွေသရအဖို့မပါဘူးလားပါသွားတော့မစ္စရိယဆိုတဲ့ကျန်သူကိုမနိုင်ဘူးလားနိုင်သွားတော့လူကြီးမပေးဖြစ်ဘူးလားရေးရေးသာပြီးမြတ်စွာဘုရားကတဲ့သဗ္ဗညုတဉာဏ်နဲ့ပြန်ကြည့်လိုက်တာလှူလို့ဆင်းရဲတာမရှိဘူးတဲ့ပြိဿလှူလို့ဆင်းရဲတာရှိသလားအေးမနိုင်မနှင်းနဲ့ပေးရင်တော့လည်းပဲဆင်းရဲတတ်တယ်မှန်လားပြိဿ
အဲ့တော့ကိုပိုင်တဲ့ပစ္စည်းကိုကြည်ကိုနိုင်တဲ့သရတရားကိုကြည်ကိုလှူနိုင်တာကိုလှူတဲ့အဲ့ဒါအလှရဲ့စွမ်းအားကတော့ချမ်းသာမယ်အလှရဲ့စွမ်းအားကဘာဖြစ်မှာလဲချမ်းသာမှာဒါကြောင့်သရအဖို့ခေါ်ပြီးတော့မစ္စရိယတိုက်ပွဲအောင်မြင်လို့အလှကြီးအောင်မြင်သွားပြီဒါနကုသိုလ်ပြုသွားတယ်အဲ့ဒီဒါနကုသိုလ်ပြုတယ်ဆိုတာလည်းပဲသူတော်ကောင်းလမ်းစဉ်မှာပဲပြိဿရေပါလမ်းစဉ်လဲဒုံမေပိနိကမတကောင်းမြတ်သောသန္တာကိန်းအောင်သင်သူတော်ကောင်းတို့သည်လည်းပဲပဗ္ဗေစိတကိလေသာမှကိုတွင်ရန်ကိုတွန်းလန်းဖြိုးခွင်းဘောရိပကိယအောင်တခင်း၍အရတဘုတိဟုသောအောင်ချင်းပိဋိရင်လိုတဲ့စိတ်ဖြင့်ပရိက္ခရာရှစ်ပုံသာသနာဝဇုံကိုယုံဆင်မြန်ဖရာသာသနာအောင်မြေနှံဝဲအောင်ခွန်တန်ထောက်နတ်ပြမာတို့သုံးကြိမ်တိုင်ဆက်လျှောက်ရှင်ယံအဖြစ်သို့ရောက်ခဲ့ကြကုန်ပြီ၍ယံဘဝရောက်ခဲ့ကြပြီရှင်ဘဝရောက်ခဲ့ကြပြီယံတကာယံအမရှင်တကာရှင့်မှာဖြစ်ခဲ့ကြပြီဖြစ်ခဲ့ကြကုန်ပြီ၍သူပေတလားသာသနာဝန်ထမ်းရှင်ယဟန်တို့သည်သာမရီမိဖျားသာမရီသားမိဖျားပုံသွင်းခုံမင်းတကဲ့သို့ချစ်ခင်လေးမြတ်နှစ်သက်သောကိုချင်းသီလာရှိကြကုန်လည်းရဲ့တေထိုဘုရားပစ္စေကဗုဒ္ဓယဟန္တာနှင့်အရိယာနွယ်လောင်းသူတော်ကောင်းကြီးတို့ကိုအနုသိက္ခာဝောအတုလိုက်ခါပြုခြင်းလိုက်ကြကုန်ရာသတည်းပရိသတ်ရေရံကံနဲ့ရှင်ပြုရဲဆိုတာကသူတော်ကောင်းလန်းစဉ်ဘယ်သူလန်းစဉ်လဲအလူဒါနတွေပေးရဲဆိုတာဘယ်သူလန်းစဉ်လဲသူတော်ကောင်းလန်းစဉ်ဒါကြောင့်ရဟန္တာယံမာတွေအလူတကာလူမတွေဒီနေ့ပြုတဲ့ကုသိုလ်မနှဖြံပြုမဲ့ကုသိုလ်ဟာဘယ်သူလန်းစဉ်လိုက်နေတာလဲသူတော်ကောင်းလန်းစဉ်လိုက်နေတာသန္တရာခီးသွားတဲ့အခါမှာကိုရှိကတဲ့လိုက်ရမဲ့ကိုလိုက်ရမဲ့ပုဂ္ဂိုလ်နဲ့မလိုက်ရမဲ့ပုဂ္ဂိုလ်ကိုပြိဿရေမြင်အောင်ကြည့်ပါတဲ့ကိုလိုက်ရမဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းတွေကောင်းတဲ့လုပ်ငန်းတွေလုပ်တဲ့ပုဂ္ဂိုလ်တွေကောင်းရာကိုရောက်မဲ့ပုဂ္ဂိုလ်တွေအဲ့ဒီနောက်ကိုလိုက်တဲ့မကောင်းတာတွေလုပ်ပြီးတော့မကောင်းတာတွေမကောင်းတဲ့နေရာတွေရောက်မဲ့နောက်ကိုပြိဿရေလိုက်ရမလားမလိုက်ရမလားမလိုက်ရဘူးဒါကြောင့်နော်ယန္တကယာမတွေရှင်တကရှင်မာတွေသူတော်ကောင်းလမ်းစဉ်လို့ခေါ်တဲ့ကောင်းတဲ့လမ်းစဉ်ကိုလိုက်ပါကောင်းတဲ့လမ်းစဉ်ကိုလိုက်ပြီးတော့နော်ဘဝတန္တရာတစ်လျှောက်မှာလည်းပဲကောင်းတဲ့ဘုံနာတာတွေမှာကောင်းတဲ့စည်းစိမ်ချမ်းသာတွေခံစားနိုင်အောင်ကြိုးစားပါနောက်ဆုံးတော့ဘုရားပစ္စေကဗုဒ္ဓယန္နာရှင်သူများတို့သိရမြင်ရမျက်မှောက်ပြုရတဲ့နိဗ္ဗာန်ကိုရောက်အောင်ကြိုးစားပါလို့ဘုန်းကြီးတို့တိုက်တွန်းပါတယ်မှန်လားပြိဿရေနော်ဒါကသူတော်ကောင်းလမ်းစဉ်နဲ့ပတ်သက်ပြီးတော့သူတော်ကောင်းနေကိုအလှပေးတဲ့နေရာမှာရှင်းရှင်းသောသူတော်ကောင်းကြီးတွေရဲ့ရည်ရွယ်ချက်သိအောင်လို့ပြောပေးတာနောက်တစ်ချက်ယာမကြီးတော်မေကလျှောက်တဲ့နောက်ဝိဇာခအကြောင်းမကြီးအကြောင်းနည်းနည်းလေးပဲဘုန်းကြီးတို့ပြောမှာအဲ့ဒီဝိဇာခအကြောင်းအမဆိုတာဖရာလက်ထက်က3မျိုးစံအမျိုးသမီးမွေးဖွားတာကဗာရိယမြို့မှာမွေးဖွားတယ်ကောသလမင်းကြီးကသူ့တိုင်းပြည်မှာတထေးမရှိလို့ဆိုပြီးတော့မကရတိုင်းဘယင်ဗိမသာရမင်းထံတထေးတောင်းတော့မင်းတကရဲ့ဟလားအေးသားဖြစ်တဲ့ဒဏင်းတရားတထေးကိုပေးလိုက်တာအဲ့ဒီမှာလန်ကူလက်ရောက်တဲ့အခါကျတော့ဒဏင်းတရားတထေးကမြို့တော်ထိလိုက်မတော်ဘဲနဲ့ဟလားပေးတတ်တဲ့ချွေရနေများလို့ဒီနေရာမှာပဲမြို့တီခွင့်ပြုပါဆိုပြီးတော့ကိုယ်တိုင်တည်တဲ့မြို့တာကေတမြို့ပြိဿဘာမြို့လဲအဲ့ဒီမှာဝိဇာခါကတာကေတမြို့မှာကြီးပြင်းလာနောက်ဆုံးသောတိမြို့ကမိဂါရတထေးနဲ့မိဂါရတထေးသားနော်ပုံနာဝရဏသရောသားနဲ့အိမ်အောင်ကြတော့သာဝတိမြို့ကိုကြောက်သွားတာဒါကြောင့်ဝိဇာခါသည်3မျိုးစံအမျိုးသမီးဗာရိယမြို့မှာမွေးဖွားတယ်တာကေတမြို့မှာကြီးပြင်းတယ်သာဝတိမြို့မှာဟလာအိမ်အောင်ရသားကြ
အဲ့တော့အဲ့ဒီအမျိုးသမီးဟာလွန်ခဲ့တဲ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားရှင်ရဲ့သာသနာလက်ထက်မှာမြတ်စွာဘုရားရဲ့သာသနာမှာအလူအတန်းနဲ့ပတ်သက်ပြီးတော့အသာဆုံးပုဂ္ဂိုလ်ဖြစ်ပါရစေအလူအတန်းနဲ့ပတ်သက်လာလို့ရှိရင်အသာဆုံးပုဂ္ဂိုလ်ဖြစ်ပါရစေလို့ဆုတောင်းခဲ့တာတဲ့ကဘာတသိန်းကြတယ်ပြိဿရဲ့ဘလောက်ကြကဘာတသိန်းကြပြီးတော့ယခုနောက်ဆုံးနော်ယဟန္တာနောက်ဆုံးမြတ်စွာဘုရားရဲ့သာသနာမှာသောတာပန်ဖြစ်ပြီးတော့ကျောင်းဝမအဖြစ်နဲ့နော်သူ့ရဲ့ဆုတောင်းနေပြည့်မဲ့ဘဝမှာဗတ္တိယမြို့မှာမွေးဖွားတယ်သာကေတမြို့မှာကြီးပြင်းတယ်သာဝတိမြို့မှာအိမ်တော်ရသားကြတယ်အဲ့ဒီမှာသူ့ရဲ့ကုသိုလ်ကအတိတ်ကပြုခဲ့တဲ့ကုသိုလ်တွေပရိက္ခရာ၈ပါးလှူခဲ့တဲ့ကုသိုလ်တွေကြောင့်ဒီဘဝမှာမဟာလတ္တတန်စာကိုယ်ဂရိတန်တဲ့မဟာလတ္တတန်စာကြီးကိုဝှယုံခွင့်ရတယ်တဲ့တနေ့သောကမှာပွဲလန်းတစ်ခုမှမဟာလတ္တတန်စာကြီးဝတ်ပြီးတော့သွားပွဲလန်းပြီးတော့ကျောင်းတော်ကိုသွားတော့မယ်ဆိုတော့အဲ့ဒီတန်စာကြီးကိုချွတ်ပြီးတော့နောက်ကပါလာတဲ့အစေခံကျော်မကိုပေးထားတာတရားနာပြီးလို့ပြန်ညာတော့အဲ့ဒီအစေခံကျော်မကမဟာလတ္တတန်စာကြီးမိသွားတာကျောင်းတော်မှာမိတဲ့ပစ္စည်းတွေကိုမြတ်စွာဘုရားရဲ့ညီတော်အနန္ဒာကထိမ့်သိမ်းရတဲ့ထုံးစံရှိတော့အဲ့ဒါကြီးကိုမြတ်စွာဘုရားကညီတော်အနန္ဒာကိုသိမ်းခိုင်းကျောင်းအပြင်ရောက်မှဝိသကကျောင်းမကြီးကဒီမဟာလတ္တတန်စာကြီးပြန်ဝတ်မဲ့ပေးဆိုတော့အရှင်မကျောင်းထဲမှာမိခဲ့ပြီသွားပြန်ယူကြည့်တဲ့ဒါပေမဲ့လို့ဟလားငါတို့ရဲ့အရှင်ဖြစ်တဲ့အရှင်အာနန္ဒာကလက်နဲ့ကင်ပြီးရင်လှူပြီးသားပဲလို့ဒီလိုမှားလိုက်တာအဲ့ဒီကမှအရှင်အာနန္ဒာကလည်းသိမ့်သိပြီးသားဖြစ်တော့အရှင်မတဲ့အရှင်အာနန္ဒာကသိမ့်ထားတာအဲ့ဒါဆိုရင်လှူပြီးသားပဲဒါပေမဲ့လို့မဟာလတ္တတန်စာဆိုတာသာသနာနဲ့အသုံးမဝင်ဘူးအဲ့ဒီမဟာလတ္တတန်စာကိုရောင်းပြီးတော့ကျောင်းဆောင်မယ်ပြိဿရောင်းပြီးပါလို့မှာကျောင်းဆောင်မှာအဲ့ဒါကြီးကိုမျိုးတဲ့လှဲပြီးတော့ရောင်းတာကိုယ်ကလေးဆိုတော့ဝယ်နိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးအဲ့တော့သူကိုယ်တိုင်ပဲအဲ့ဒီတန်စာကိုပြန်ဝယ်ပြီးတော့ဟလာတန်တာကကိုယ်ကလေးသို့သောသာသနာကိုထောက်ပံ့လိုက်တော့အဲ့ဒီကိုယ်ကလေးနဲ့ကျောင်းဆောင်ဖို့မြေဝယ်တယ်တဲ့ပြိဿရဲ့ကိုယ်ကလေးနဲ့ဘာဝယ်တာလဲမြေဝယ်တာနာရကျောင်းဆောက်တာကလည်းပဲကိုယ်ကလေးအဲ့ဒီကျောင်းကြီးပြီးလို့ရေသက်ချတော့လည်းပဲကိုးကလေးစုစုပေါင်း20နဲ့9ကလေးပြိဿစုစုပေါင်းဘယ်လောက်လဲအဲ့ဒါ29ကလေးအကုန်ကြခံပြီးတော့ကျောင်းကြီးဆောက်ကျောင်းရေသက်ချတဲ့နေ့မှာဝိသကာကျောင်းမကြီးဝမ်းသာလွန်းလွန်းနဲ့သားရသမီးတွေမြည်တွေမြစ်တွေခြံရံပြီးတော့ပုဗ္ဗယုံကျောင်းကြီးကိုလှည့်ပြီးတော့ဥဒန်းကျူးတာပြိဿရေဘာလောက်တာအဲ့ဒါကိုဂီတဟလာအနုပညာရှင်တွေကြတော့ဝိသကာကျောင်းမကြီးကဝမ်းသာလွန်းလွန်းဟလာမိမိရဲ့ရင်ဘတ်ကိုပြောမှတ်နဲ့တီးပြီးတော့သချင်းဆိုတယ်လို့ဒီလိုတင်သားတာတကယ်တမ်းကဝမ်းမြောက်ဝမ်းသာဥရန်ကျူတာဥရန်ကျူတယ်ဆိုတာကိုဝမ်းသာတဲ့စိတ်တွေရင်ထဲမှာသိမ့်မထားနိုင်လို့နှုတ်ကရှံထွက်လာတာအဲ့ဒီမှာသူ့ရဲ့ရှံထွက်လာတဲ့ကျောင်းရည်သက်ချဂါရာကကရာဟပါသရဓမ္မသုရာမတ္တိကလေပနံဝိဟာရဒါနံတသမိသင်္ကဘောမချပုရိတောအဟံသင်္ကဘာတိယခာပြီအောင်အဘိနိဟာရပုံညာတံပါစီဘူအာထောပြုလုပ်ခဲ့ပါသောကျွန်တော်ဝိသခာသည်ရမန်ရောက်လာကြသူများကိုလူတို့ကြည်ပြူနှလုံးရွှင်ပြုံးမွေလျော်ပြောပွဲရာဖြစ်သောသုရမတေကလေပနံအင်္ဂရိမြေသရွတ်တို့ဖြင့်ချောမောအောင်လိမ့်ကြမွန်မှန်၍ထအပ်သောဘာသာရဆိုလမွန်ကျော်ထုတ်တရားသဖြင့်ရှုခြင်းသဘောလွန်တင်းတဲ့သောဝိဟာရဌာနဖယားနှင့်တကွာသံဃာတော်ရှင်သူများတို့ပရိယပฏิပတ်ခြင်းနရတို့ဖြင့်ဂိဝသံပြောရာမဟာဝိဟာရကျောင်းအလူဒါနကိုကရာဘေခာသမေယဘေကာလမြာမာမတသမီနှလုံးစိတ်ဝမ်းပိတိလွှမ်း၍လူရန်ကိုရောပူဇော်နိုင်ပါအံ့နီပူဇော်ရပါအံ့နီဝိသကာကျောင်းမကြီးဆုတောင်းခဲ့တာ
ဘုရားရှင်ရဲ့သာသနာမှာပစ္စည်းလေးပါးတွေလှူဒန်းပြီးတော့တဆူဆူသောဘုရားရှင်ရဲ့သာသနာမှာအလှူဒန်းနဲ့အမျိုးသမီးတွေထဲမှာအသာဆုံးပုဂ္ဂိုလ်ဖြစ်ပါစေလို့ဆုတောင်းခဲ့တဲ့ဆုတောင်းဟာကျောင်းရည်သက်ချတဲ့နေ့မှာသူပြည့်စုံသွားပြီဒါကြောင့်မရှံဝိသကာဟုနာမသမုတ်ကျောင်းအမှာကျွန်တော်ဤသင်္ကဘောလွန်ခဲ့တဲ့သိင်္ဂဘာရှည်မြင့်စွာထိုးအခါကသရပညာနှက်ပြညီမြကြံစီတောင်းတကြမှန်သမျှသည်ပုရိတော်အလိုရှိတိုင်းမဆိုင်ပြမြောက်ယနေ့ဖြင့်သိတိပေါအောင်မြင်ခဲ့ပါပေပြီတကားဣတိသောဝိသကာကျောင်းမာကြီးဝိသကာသေဥရဏံဝမ်းမြောက်ရွှင်လန်းဥရန်သကားကိုဥရနေသည်ကောင်းသောမသွေကျူးရင်ခဲ့ပါပေတည်းဝိသကာကျောင်းမာကြီးရဲ့ကဘာတသိန်းဆုတောင်းခဲ့တဲ့ဆုတောင်းဟာကျောင်းရည်သက်ချပြီးတဲ့နေ့မှာပြည့်ပြီလို့ကျောင်းကြီးပတ်ပြီးတော့ဥရန်ကျူတာပြိဿရေဘာလောက်တာအဲ့တော့ဒေါ်အုံးမေကလည်းပဲသူ့ရဲ့တူလေးကိုယဟန်ခံမယ်ဆိုတဲ့အကျဉ်းစီတွေဒီနေ့အောင်မြင်လို့သူကဝိသကာအကြောင်းဟောပေးပါလို့လျှောက်တာနဲ့သူရဲ့မှန်ထားပြိဿရေသူ့အကျဉ်းစီတွေအောင်မြင်သွားပြီဗောပြိဿရေမအောင်မြင်ဘူးလားအောင်မြင်သွားပြီနော်သူကယဟန်ခံနေတာငကိုလည်းလျှောက်တယ်နော်အဲ့တော့သူယဟန်ခံနေတဲ့ဆန္ဒကနေ့ပုဗ္ဗံကျောင်းမကြီးဝိသကာပြည့်စုံတယ်လို့သူလည်းပြည့်စုံသွားပြီမနှက်ပြန်ကြည့်ဒကမာကြီးတော်အောင်မေအဲ့ဒီဓမ္မအောင်ကြီးပတ်ပြီးသချင်းဆိုရင်သိုးနေမှာဟုတ်လားနော်ဥရန်ကျူးရင်ကျူးနေမှာအဲ့တော့လူတိုင်းဟာကိုယ့်ရဲ့အကျံစီအောင်မြင်တဲ့နေ့ပြိဿရေဝမ်းမသာဘူးလားအလှတကာလူမတွေလည်းကိုယ့်အလူကြီးအောင်မြင်တော့မှအောင်မြင်တဲ့နေ့ဝမ်းမသာဘူးလားဝမ်းသာတယ်ဒါကြောင့်အာလုံးသောသူတော်ကောင်းတွေအလူအတန်အလားမပြုလုပ်ခင်မှာအကျိုးတရားဘွဲ့အနေအချင်းအာလုံးသောသူတော်ကောင်းတွေကိုယ့်အလူနဲ့ပတ်သက်ပြီးတော့ဝမ်းမြောက်ဖွယ်ရဓမ္မဒေသနာဖြစ်တဲ့မိမိတို့ပြုတဲ့လုပ်ငန်းဟာသူတော်ကောင်းလမ်းစဉ်ဖြစ်တယ်လို့တွေးပြီးဝမ်းသာစရာဝမ်းမြောက်စရာဂုဏ်ယူစရာမကောင်းဘူးလားဝိသကာကျောင်းမကြီးလို့မိမိတို့ရဲ့အကျဉ်းစီတွေခဏအောင်မြင်ပြီလို့ပြိဿရေဥရန်ကျူးဖို့မလိုဘူးလားလိုတယ်ဒါကြောင့်နော်အလုံးသောသူတော်ကောင်းတွေမနှက်ဖန်ဆိုရင်လူဘွဲကြီးအောင်မြင်တော့မယ်ဒါကြောင့်ကိုယ့်အလူဘွဲနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြီးတော့စိတ်ထားလက်တက်အောင်ဝမ်းမြောက်ဝမ်းသာနဲ့လှူတတ်အောင်ဒီနေ့ဟောတဲ့တရားကသူတော်ကောင်းလမ်းစဉ်တရားပြိဿဘာတရားသူတော်ကောင်းလမ်းတဲ့တရားကိုနာကြားပြီးတော့အလုံးသောသူတော်ကောင်းတို့သည်သူတော်ကောင်းတွေပြုကျင့်ခဲ့တဲ့ဟလားအကျင့်တွေသူတော်ကောင်းတွေပြုလုပ်ခဲ့တဲ့ဆောင်ရွက်ချက်တွေကိုတော့ဘုန်းကြီးပြောသလိုပေါ့ဘုရားအကြောင်းများများသိရင်ဘုရားရှင်ကိုများများကြီးညိုတယ်ဆိုတဲ့အတိုင်းသူတော်ကောင်းတွေရဲ့လုပ်ငန်းတွေကိုများများသိရင်သူတော်ကောင်းတွေရဲ့နောက်ကိုလိုက်ပြီးတော့ဟလားသူတော်ကောင်းကြီးတွေလိုပဲအပယ်လေးပါးကင်းလို့ဘုံစင်စံပြီးတော့နိဗ္ဗာန်မက်ဖို့ကိုမျက်မှောက်ပြုနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေသောရဲ့လို့ပဋ္ဌနာအောင်ဆုပြုလိုက်ကြကုန်ရသတည်းဒီနေ့ဓမ္မဒါနဓမ္မလူတော်နဲ့ပတ်သက်ပြီးတော့တရားတော်ကိုပူဇော်သောအပြင်ဓမ္မပူဇာဖြစ်စေရန်ယဟန်ဒါယကာကြီးဥကျော်တန်းအာရီဆွေယဟန်မာကြီးတော်အုံးမေမိသားစုဓမ္မပူဇာ9သိန်းကျပ်အလူကံ30ရွာအလူဒါယကာယဟန်ဒါယကာဥကျော်နိုင်အလူအမယဟန်အမတော်ကျူကျူ၏မိသားစုဓမ္မပူဇာ3သိန်းကျပ်အလူညောင်မေရွာဥသန်းတော်မြင့်ရွှေတို့ကိုရည်စူး၍သမီးတော်မြင့်မြင့်စံတို့မောင်နှမတို့စုကဓမ္မပူဇာနဝကမ္မ3သိန်းကျပ်မလဲသာရွာဦးမြတ်ထွန်းဒေါ်တင်တင်မိသားစုဓမ္မပူဇာ9000ကျပ်ညောင်မေရွာဥကြည်နိုင်ဒေါ်တီတာမိုးမိသားစုဓမ္မပူဇာ3000ကျပ်မလဲသာရွာဥကျော်မြင့်ဒေါ်နဲ့လွယ်မိသားစုဓမ္မပူဇာ9000ကျပ်ဦးဝင်းကိုဒေါ်တင်တင်လူမိသားစုဓမ္မပူဇာ3000ကျပ်မြာကောင်းမှု3သိန်းကျပ်ဒီကုသိုလ်ကောင်းမှုအဆူဆူတွေကို
အလုံးသောသူတော်ကောင်းတွေရေဆက်သွန်ချအမြတ်တမ်းပေးဝေကြပါစို့သူတော်ကောင်းတို့ရေဆက်ကွက်ပိုင်းရေဆက်ကွက်ပိုင်းမပိုင်လည်းပဲလှုပ်ချီးပြီးတော့အလုံးလိုက်ဆိုလိုက်ကြဣဒံမေပုံညံနိဗ္ဗာနတ္တပစ္စယောဟောတုအရှင်ဖယားတပည့်တော်တို့သည်အလုံးစုံသောဆင်းရဲဒုက္ခအပေါင်းတို့မှကင်းလွတ်၍လူနတ်နိဗ္ဗာန် Low power သုံး please တန် charge ချ it. မ်းသာကိုအစဉ်အတိုင်းရရှိခံစားမျက်မှောက်ပြုနိုင်ပါစေခြင်းအကျိုးငါ၎င်းဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနေလိုလလိုထွန်းလင်းတောက်ပပါစေခြင်းအကျိုးငါ၎င်းသာသနာဒါယကသာသနာဒါယိကာမယဟန်ဒါယကယဟန်ဒါယိကာမဖြစ်ကြကုန်သောဥကျော်သန်းတော်အုံးမေဥကျော်နိုင်တော်ကျူကျူအေးမိသားစုအပေါင်းသူတော်ကောင်းတို့ကယဟန်ကံရှင်ပြုနာသအလူတော်မင်္ဂလာဆင်ရင်ကျင်းပပြုလုပ်ကြရာအချိန်အခါ၌အကျိုးဓမ္မသဘင်ဆင်ရင်ကျင်းပပူဇော်ကြပါကုန်၏ဖရာတရားတန်ခါယရဏသုံးပါးဥထိတ်ထား၍ငါးပါးသီလကိုရိုသေစွာကျင့်သုံးခံယူဆောက်တည်ကြပါ Low ကုန် power ၏ please charge it. သူတော်ကောင်းလမ်းစဉ်တရားတော်ကိုရိုသေစွာနာကြားကြပါကုန်၏တရားတော်ကိုပူဇော်သောအဖြစ်ဓမ္မပူဇာလူရန်ကြပါကုန်၏မေတ္တာဘာဝနာပွားများကြပါကုန်၏ဧကောင်းမှုဤကုသိုလ်တို့ကြောင့်တပည့်တော်တို့သည်ဘေးရန်ကင်းကွာယောဂကင်းကွာသက်ရှိချမ်းမှာစိတ်ချမ်းသာ၍ကောင်းကျိုးလိုရာဆန္ဒတောင်းတတိုင်းပြေဝပြီလျင်သာသနာပြုနိုင်သောပါရမီဖြစ်နိုင်သောသူတော်ကောင်းများဖြစ်ကြရ၍ပါရမီပြည့်မြောက်နိဗ္ဗာန်ရောက်ရပါလို၏အရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့၏အဖို့ဘာကမန္တမြကိုမိဘဘိုးဘွားဆရာသမားအစထား၍ကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့အလူတော်မင်္ဂလာမန္တဆောင် Low နဲ့ power please charge it. ရွာဆောင်နဲ့နယ်ဆောင်နဲ့တောတောင်ဆောင်နဲ့မြို့ရွာဆောင်နဲ့သာသနာတော်ဆောင်နဲ့နတ်တို့တနေတရားမင်းငရဲတနေယမမင်းလောကကြီးကိုစောင့်ရှောက်ကြကုန်သောသမ္မာဒေဝနတ်မြတ်နတ်ကောင်းနတ်ဗျမအပေါင်းတို့အား၎င်းအထူးအားဖြင့်ယဟန်တကားကြီးဥကျော်သန်းအား၎င်းအမြအမြပေးဝေးကြပါကုန်၏ယနေ့ကြွလာတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့နှင့်တကွ32ဘုံကျင်လေကြကုန်သောအာလုံးသောဝေနေယတတဝါပေါင်းတို့သည်တပည့်တော်တို့နှင့်ထတုထမြအမြရ၍ကုသိုလ်ရ၍ကိုယ်စိတ်နှဖျား
ယံမာချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေသော Low power please charging. ကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓု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 အလူတော်မင်္ဂလာကျိုးဓမ္မသဖြင့်